ကျွန်တော်တို့ဆုံးလို့ကြပါဗျာကောဘကစီဝဲဆုံးဖြတ်ချက်တွေကိုသုံးသပ်နေရလို့ပါအားနာလိုက်တာဗျာအားနာလိုက်တာကိစ္စမရှိပါဘူးခင်ဗျာကျွန်တော်တို့ကတော့ကိုအောကိုအားနာကြရမှာပါကိုအောကအလုပ်တွေမအားရကြကျွန်တော်တို့ကလာတွေ့ရတာရပါတယ်ဒါတော့ဆိုကြရမှာဟိုဘာအတွက်အလှခံလာကြတာပဲအလူတော့အလှခံပါပဲဟောသမီးလာရက်တည်ရှိလိုက်တဲ့သမီးလေးရဲ့စိတ်ငမ်းမြခဲ့လေးပါပဲဒီသမီးလေးမျိုးများမွေးလိုက်ခြင်းလေကျမမွေးကြပါလားရှင်ပြောရမယ်ရွှေပြီးရွှေနောက်3000ညပါရှင်3000ညပါ3000ညပါ3000ပါကဲမပြောမပြီးမတီးမမီတဲ့အလူကန်လာတဲ့ကိစ္စပြောပြစီနော်ဒီထမ်းနေပြောနေကြမလို့ပါဘူးထုံးရည်လူရင်းနေပဲဥစ္စာကျွန်တော်အနေနဲ့လှူတဲ့တန်းတဲ့နေရာမှာဘယ်တော့မှညင်းခဲ့ဘူးလို့လေဒီလိုကိုအော်ရေကျွန်တော်တို့အခုလာခဲ့ကြရတာကအလူကန်တော့အလူကန်ပဲဒါပေမဲ့ငွေကြေးအလူကန်တော့မဟုတ်ဘူးပုဒ္ဒပတိဇာကဆိုတဲ့သာသမီအလူကန်ကိစ္စပဲခင်ဗျသူပြောရရင်တော့ဗျာဖော်ဒီကဥစိန်မဒေါ်မေသိန်းတို့ရဲ့သားနဲ့ကိုအောရဲ့သမီးလေးနဲ့စစ်ဆက်ကြောင်းလမ်းမှုလာကြတာပါကဲကာကရှင်မိဘများကဆက်ပြီးပြောကြပြီတော့ဗျာကျွန်တော်သားဟာအပျော်ပါအတောက်စားလဲကင်းပါတယ်ပညာမှာလဲဆရာဝန်ဘွဲ့ရပြီးပါပြီနောက်ပြီးတော့သဘောစကားရကောင်းတဲ့နေရာမှာလဲဖေသူသားလို့ဆိုတော့ပါတယ်ခင်ဗျာအမလေးကိုစိတ်မရဲ့ကိုအမွှန်းတင်နေတာလားသားကိုအမွှန်းတင်ဒီလိုပါကိုအောရဲ့ကျမတို့မှလည်းဒီသားလေးတယောက်တည်းကိုအောမှလည်းသမီးလေးတယောက်တည်းအဲ့ဒီတော့ဂုံကြီးဓာတ်နုချင်းမို့လို့ကိုအောတို့ကျမတို့မျက်စိရှိမှစိတ်ချရအောင်ပြောတာပါတင်းတဲဖြစ်ဖို့ဟာတော့တိုက်တလုံးကားတစ်စင်းပြီးငွေ9သိန်းလက်ဖွဲ့ပါမယ်ကလေးနှစ်ယောက်ကတော့နေနဲ့လားရွှေနဲ့မျှပါပဲရှင်သမီးကညာရွယ်ရောက်လာချိန်ခါအသင့်ပန်းနဲ့ပွင့်ဆိုတာတို့ပေါ့လေမိဘတို့ဝတရားရှိတဲ့အတိုင်းဆောင်းဝဲပေးကြရအောင်မှာမဟုတ်လားဟုတ်ပါတယ်ကျွန်တော်သမီးလေးကိုနှစ်သက်မြန်နိုးလို့တင့်တဲနဲ့နေရာချထားပြခြင်းနဲ့စန္ဒရှိတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီဟာဥစိန်မတော်မေသိန်းတို့ရဲ့အခြေအနေနဲ့အေးချင်းကိုကျွန်တော်လေးစားမှာပါဒီလည်းကြည်ညိုပါတယ်အခုနဥထွန်းရင်ပြောတာမှန်ပါတယ်သမီးကညာရွယ်ရောက်လာချိန်ခါသေးပန်းနဲ့ပွင့်တယ်ဒါပေမဲ့တခုတော့ပြောခွင့်ပေးပါကျွန်တော်သမီးလေးကိုဥထွန်းရင်ပြောသလိုချိန်ခါသေးနဲ့ပန်းလေးလိုအရွယ်မြောက်သေးဘူးလို့ကျွန်တော်ကထင်နေတာခက်နေပါတယ်အဲ့ဒီတော့ကဒါလိုလုပ်ကြပါစို့လားကျွန်တော်ကိုစဉ်းစားဖို့ချိန်လေးနည်းနည်းပေးပါလို့နော်ငွေကြေးဆောင်ရောင်အတွက်ကတော့စောရကတက်ဆရာလုံးဝမရှိပါဘူးကျွန်တော်လည်းကျွန်တော်ဘက်ကကျွန်တော်တူဦးတီတော့သမီးမို့လို့ကျွန်တော်မှရှိတဲ့စီးစိမ်ဥစ္စာအားလုံးဟာသူ့အတွက်ပါပဲကျွန်တော်ပြောတာစိတ်မရှိပါနဲ့နော်ကိုအောပြောတာလမ်းကြပါတယ်ဟုတ်တော့ပေါ့ခင်ဗျာစဉ်းစားမှာပေါ့နော်ဥစိမသမီးမိန်းကလေးရှိပေကိုစဉ်းစားမှာပေါ့ခင်ဗျာနေကောင်းရက်တာရက်ရစာရွေးလာကြတာရှင်အောင်မြင်ရမှာပေါ့မဟုတ်ဘူးလားဟုတ်ပါတယ်မင်္ဂလာကိစ္စနဲ့မင်္ဂလာနေ့လာကြတဲ့ဟာပဲမင်္ဂလာရှိရမှာပေါ့ကဲဒါဖြင့်ကျွန်တော်တို့ကိုခွင့်ပြုပါဦးစဉ်းစားပြီးတော့သာဟုတ်ကဲ့3000ကြပါအောင်လေ3000ကြပါအောင်မဆိုးပါဘူးနော်ကိုရင်ရောဘာမဆိုးပါဘူးအော်ငွေကြီးခိုင်လုံနေကြောင်းပြောတာပါသူကငွေကြီးဆဲနေလားပြောစမ်းပါသူတို့တဲ့ချမ်းသာမစင်းတော့မစင်းရပါဘူးလေဒါပေမဲ့ဘာဒါပေမဲ့ကိုရင်အောင်ကလည်းတက်ခက်တယ်သမီးမိန်းကလေးဆိုတာတီးချိန်တန်တီးပွင့်ချိန်တန်ပွင့်ရမယ်ဆိုတဲ့စကားရှိတယ်မို့လားအရွယ်ရောက်လာလို့
မိဘကိုယ်တိုင်ကမပေးစားရင်မောင်ဘွားမိဘအသေးပြက်လို့အရှက်ရတတ်တယ်တဲ့ဝလုံးနေမိတော့ဝချမ်းနေမိတော့ ဩငါတို့ကပညာရကြီးတဲတော်ဟမ်ပြီးရအောင်ပဲဟမ်စာရီပရီနဲ့ယူလို့ပါလားနေစမ်းမအောင်ဓမ္မညီကငါသမီးကိုရင်ကုန်ထဲကဆွဲထုတ်ပြီးတော့ကဒစိမ့်လက်ထဲကိုပြေးလိုက်ခြင်းပေါ့လေဟုတ်လားသမီးကလေးလို့ရှင်းပဲခေါ်မရမယ် ဘာခေါ်မင်းမလို့လဲခလေးကို ဘာပဲမေဆိုင်အောင်သမီးကိုခုနကတော့လာပြီးတောင်းတာကိုသမီးကြားတယ်မလားပြောလေသမီးကြားပါရဲ့ဖေဖေသူတို့သားနဲ့အဆက်အသွယ်ရှိလို့သမီးကလာပြီးတောင်းခိုင်းတာလားဖေရတယ်သမီးကိုပါရင်နေတာလေသမီးပါသမီးနေတာကိုတက်ဖြစ်တာသမီးရှက်နေသမီးရှက်နေသိရှက်နေအိမ်မင်းမုံလို့တသက်လုံးကဘိုင်းကောင်းကြောက်ပြီးနေလာတာဘယ်လိုနဲ့အဆက်အသွယ်ရှိရမှာလဲလို့ကိုရင်တော့ဘောက်ဘောက်ရှာသမီးတပည့်ယူချစ်တယ်နော်ဖေဖေကြီးကလည်းသမီးကိုဖေမေတ္တာရောမေမေတ္တာရောပေါင်းပြီးချစ်လာခဲ့တာသမီးငယ်ငယ်လေးရှိသေးတယ်အိမ်အောင်ပြည့်ဖို့မပြောနဲ့ဖေမျက်စိအောက်ကတောင်အပြောက်မခံနိုင်ဘူးအဲ့ဒါမှတ်ထားနော်သမီးဘယ်တော့မှအိမ်အောင်မပြည့်ဘူးတိကဲသမီးတော့ဝင်းနေနေပါလေကွာဖေဖေချစ်လို့မေးတာပါငါသမီးကိုနော်သမီးတော့ဒီမဲ့ကြည့်စမ်းပါကျုပ်သမီးအိမ်တော်ရင်းနဲ့ပတ်သက်လို့ဘယ်တော့မှလာမဆွေးနေနဲ့စိတ်ကတာရောက်တယ်လူကမရောက်နိုင်ဘူးဗျာဒီငါလည်းမင်းတိုင်းလူပါပဲငယ်တော့အလုတ်ကိုင်းနဲ့ကြီးပွားထင်ရှားအောင်ကြိုးစားလိုက်ရတာကြီးပွားလာတဲ့နောက်လည်းနေမညာမနဲ့ပြေးလွှတ်နေလိုက်ရတာပေါ့ကွာဒါကတော့မသိတော့လိုချင်တော့ဗျာနော်လိုချင်တော့ပြုလို့တယ်ပေါ့ပြုလို့တော့ရလာရရတော့ဒုက္ခဖြစ်တယ်လို့ဆုံးလို့ဆရာတော်ကြီးကဟောကြတယ်ကွာငါလည်းလုတ်တယ်ညာတော်ကြီးလို့ကွာစိတ်ပြည့်လက်ပြောင်းမရှိလာခဲ့တာပဲကောင်းတာပေါ့ဗျာဒါမှလည်းတယောက်နဲ့တယောက်တွေ့ကြဟောတယ်ဟိုပုံပြထိုင်ပြီးနေတဲ့မင်းကလေးကိုမြင်တော့ကငါစိတ်ကူးရလာတယ်ဟောသူလည်းကြောက်သူလေးပဲကိုရင်ဝဲဘာမှစိတ်ကူးရလဲငါသမီးခင်တို့ရဲ့ပုံသူစီစေးကိုမင်းကိုဆွဲခိုင်းနေတာလေဟာရင်းတဲ့နိုင်ကြာပြီကိုရင်ဝဲဒါပေမဲ့ဒီလိုလိုကျုပ်ကတက်ကကြီးမျက်စိကမူလက်ကတုံးလို့ဒီတော့ကျုပ်အတန်းထဲမှာ
လက်ရတော်သူတပည့်တယောက်ရှိတယ်သူ့ကိုကျုပ်တာဝန်ပေးလိုက် ခေါ်စမ်းပါဦးမင်းတို့ကဲလေးပါလေခတ်ရအောင် ဟောသူကဒီနေ့နေမကောင်းလို့မလာဘူးသူလာချင်းကျုပ်လွတ်လိုက်ပါမယ် ဟေးဘောဘကစီဝေးနီးနေပြီငါသွားလိုက်အောင် ညာနေဗျာရောက်တဲ့ခါအေးဒီနေ့မှမနေနိုင်ပဲဘူး အလုတ်ကများတော့ကွာ ကောင်းပါကောင်းပါ ဟုတ်ပဲ ဟုတ်ကဲ့ခင်ဗျာ တတိဥောတိုက် ဟုတ်ပါတယ် တကားကြီးပိတ်ထားတယ် တကားကောက်ခေါ်ကြည့်ပါသူသမီးအထက်မှာရှိရတယ် ဟုတ်ကဲ့ အဲ့ကျမတကားကောက်နေတယ်အော်တကားကောက်နေပါလေဆိုမှတောင်မလေးတွေရတယ် ဟာတတိသမီးလား ဘာကိစ္စလဲမောင်ရင်ဘလူးနဲ့တွေ့ကျင်လို့လဲ ကျွန်တော်တတိဥအောနဲ့တွေ့ကျင်လို့ပါ တထဲကြီးဦးအောင်နဲ့တွေ့ကျင်အလုတ်တိုက်ကိုလိုက်သွားဒီချိန်အိမ်မှာမရှိဘူး ကိစ္စကအလုတ်တိုင်မှာမဟုတ်ဘူးပြဒီအိမ်မှာ ဒီအိမ်မှာဘာကိစ္စ ခမရကိုပကြီးရေးရမယ်လေဒီအိမ်မှာရေးရမှာပေါ့မဟုတ်ဘူးလား ကျုပ်ကိုပကြီးရေးမယ်ဘာလို့ဖို့လဲဘလူးကရေးမှာလဲနေသားမအောင်ပကြီးရေးရလောက်ကျုပ်ကတော်တော်လှနေလို့လားရုပ်တိမရှိရုပ်တာမရှိလာလှိမ့်မနေနဲ့ကြွကြွကြွ ဘသူလဲတကြီးဘာလဲလဲ ဟောဒီမှာအေးငါ့ကိုပကြီးရေးမလို့တဲ့ကြားမှာမို့ကျိုး ဒေသမီးကိုပကြီးရေးဖို့ဆိုပြီးလွတ်လိုက်လို့လာတာမဟုတ်လည်းပြီးရောပေါ့လာလိမ့်တလေးပါလေးနဲ့ပြောဖို့မလိုပါဘူးဗျာ ဟောနေဦးကြီးဖေဖေဟာများလွတ်လိုက်တာလားမှမသိတာပြန်ခေါ်ပြီးအေးဆေးမေးကြည့်သမ်းမအောင် လာ
လာပါကွယ်အေးစေမေးရမြအောင်စိတ်မရှိပါနဲ့လာပါလာလူကြီးဆိုတော့လဲနားထွေးသွားတာပေါ့ကွယ်ကဲလာထိုင်ကွာမင်းကတထေးသမီးကိုမကြည်ဆွဲဘူးတာဟုတ်ပါလားအေးပြုံးနေတော့ငါလည်းမစင်ကားမိဘူးကွယ်ဟုတ်တာတထေးသမီးပဲနေစမ်းမအောင်မောင်ရင်ကိုဘယ်သူကတော့အိတ်တာလဲကိုရင်ဩပါကိုရင်ဩလာမကြည့်ကြကျွန်တော်စီကဥကွန်းစောကလွတ်လိုက်တာဥဩရဲ့သမီးကိုပကြီးရေးဖို့တဲ့ဟာဘာဆိုလွတ်တာဆိုဟုတ်မယ်ကြီးရဲ့ဖေဖေကရေးခိုင်းရင်ခိုင်းမှာဟုတ်ပါလေဥဩဆရာကလာပြောလို့တဲ့ဒီလိုမှမင်းကရှင်းရှင်းလင်းလင်းမပြောပဲဦးငါ့ကိုပကြီးဆွဲမယ်ဆိုတော့ခွာကြကုန်တာပေါ့ကျွန်တော်ကလည်းကြီးကြီးကိုတထေးသမီးထင်ပြီးပကြီးရေးရမယ်ဆိုတော့အော်ပါတော့ဗျာကိုရောဟာပကြီးစရာမှထားတဲ့ဆိုဘယ်ကပကြီးစရာလဲဟိုကိုကွန်းစော်ရှိရဆိုတာလေအော်ဟုတ်ပြီငါမင်းနေလိုက်တာဟောသမီးကိုပုံတူဆွဲခိုင်းမို့လေဟုတ်တယ်ရောက်နေပလားရောက်နေတယ်ပကြီးစရာဆိုတာကကျွန်တော်ပါခင်ဗျာဆရာဥကွန်းစော်လွတ်လိုက်တာငယ်လေးရှိပါသေးသလားအရေးချင်းကအကြီးတာနောက်ဆုံးနှစ်ပါဆရာစိတ်ချလို့ကျွန်တော်တောင်းပေးလိုက်တာကောင်းပြီလေဟိုကွန်းစော်နဲ့တိုင်မလိုက်ပါအောင်မလားနော်အေးလေးပါတက်တယ်ဟုတ်ကဲ့ဇော်ကြီးလားဟောကြီးပါဟောကိုလားဆိုဗျာဆိုမင်းလှလိုက်တဲ့ပကြီးဆရာငယ်လိုက်လားကွာလူသားခဲ့တဲ့ပညာမငယ်ဘူးဗျစိတ်ချလို့လှလိုက်တာပါသူငါသမီးနဲ့ရွယ်ရီတန်းသူဖြစ်နေတာခက်တယ်ဒါလည်းစိတ်ကြပါလူတော်လူကောင်းကလေးပါဗျာကျုပ်အားလုံးယုံကြည်လို့ခင်ဗျာလွတ်လိုက်တာပေါ့ဗျာမင်းတောင်းယူတယ်နော်အသာသာရစိတ်ချကျုပ်အားလုံးတောင်းယူတယ်မင်းတို့ဆရာဥကွန်းစော်နဲ့ကိုရင်ဩနဲ့ကတရွာတဲ့သားငယ်တငယ်ချင်းကွဟုတ်ကဲ့ကျွန်တော်ဆရာလည်းပြောပါလိမ့်မယ်မင်းကွန်းစော်ရှိမှတော်ကြာလားကွာကျွန်တော်6နှစ်ရှိပါပြီဟုတ်လားသမီးတော့ခေါ်လိုက်စမ်းဟုတ်ကဲ့6နှစ်ဆိုတော့ကတော်ကြိုးစားမှခြေခံရမှာနော်ကျွန်တော်အဖေကပကြီးဆရာပါဦးလာကျော်ရဲ့ဆရာဥကွန်းစော်နဲ့ရေးပေါ်ရေးပဲတယ်ကျွန်တော်အဖေရောအမေရောဆုံးသွားပြီးတဲ့နောက်ဆရာကျွန်တော်သားတယောက်လိုမွေးစားပြီးအချမချသင်ပေးပါတယ်နောက်နှစ်ဆိုလို့ရှိရင်မြန်မာနိုင်ငံလုံးဆိုင်ရာပကြီးပြပွဲမှာကျွန်တော်ကားတွေချိန်နေအောင်ကျွန်တော်ကြိုးစားနေပါတယ်အေးပညာတော်သလိုကိုကျင့်တရားလည်းကောင်းမယ်ဆိုရင်ကြီးပွားကြမှာပေါ့ကွာနော်အနုပညာသမားတွေဟာအနုပညာကိုတန်ဖိုးထားရမယ်ပညာရဲ့သိက္ခာကိုနားလည်ရမှာပေါ့သမီးလားဒါမင်းပကြီးဆွဲရမယ်သူ့ရဲ့သမီးပဲနော်သမီးရဲ့ပကြီးဆွဲပေးမယ်ဆိုရဲ့တပည့်ရင်ပကြီးဆရာဟုတ်ကဲ့ပြီနော်မင်းနာမဘယ်လိုခေါ်လဲကျွန်တော်မောင်ပတ်တယ်ပါမောင်ပတ်တယ်နော်မောင်ပတ်တယ်အဲ့တော့မင်းကလည်းဆရာကောင်းတပည့်ပြီးသားအောင်ကြိုးစားရလိမ့်မယ်ဟုတ်ကဲ့သမီးသွားနိုင်ပြီအဲ့တော့ကနောက်တနေ့နေ့ကနေစပြီးတော့ကဆွဲအောင်ဟုတ်ကဲ့မခင်စင်ကနောက်ခွေစတူကန်ကိုရှင်းလင်းပြပြလိုက်ဟုတ်ကဲ့ကိုရောနော်အဲ့တော့မင်းလိုအပ်တာလေးတွေပါလေးတွေဝယ်ရချမ်းရအောင်ငွေ300ပေးလိုက်မယ်လောက်စလောက်ပါလေပေါင်းလောက်
လက်ကတခြားတတ်ပေါ့ကွာနော်လက်ကဆက်ကြမလို့ပါဘူးလားကျေးဇူးအဲ့တော့ကနောက်တနေ့နေပြီလားဟုတ်ဒါမဲ့တော့နေကောင်းပါဩဒါနဲ့ငါကအလုပ်များတယ်ကွာဟုတ်ဒီမှာရှိနေတဲ့ခါမှရှိမယ်ပေါ့လေဟုတ်အဲ့ဒါကသူကြီးတော့ကနေပြီးတော့လိုရတာတွေအလုံးစီစဉ်ပေးနေတယ်ဟုတ်နားလည်နော်ဟုတ်ကျွန်တော်တော့ဒီကောင်းပြီဟုတ်ကောင်းသမင်းနဲ့ကိုရင်နန်းတူဖြစ်နေတာခက်ပဲအိုးကိုရင်ရတယ်ကျမတယောက်လုံးရှိပါသေးတယ်နောက်ပြီးတငယ်လေးရလဲလေကြီးမုံလေးပါပကြီးဆွဲတဲ့ခါတိုင်းမှာညီနားမှာရှိရမယ်နော်ကြက်သတိထားပါအောင်မလေးစိတ်တာချအပြိုကြီးပဲမဲ့လေ39မိနစ်ပါမကင်မဲကြတဲ့မိမဟာပြေးရုပ်တဲ့နောက်ကြလာ ਈ လားဟုတ်ကဲ့ပါစီဆရာကြီးတရက်တည်းအပြန်ဆောလိုက်လားဗျာအောင်မင်းကတက်တဲ့ကြောင်တော့မလုပ်ပါနဲ့ကွာမင်းကလူအတက်အချင်းသေးတယ်ကွာဒီနေ့တော့ကျွန်တော်လှုပ်ရှားလေးတွေကငွေ200ကြော့ပြရတယ်ဟဲ့များလာ ਈ လားမောက်ပါတယ်မများပါဘူးမင်းကြီးဟာကျွန်တော်ဒီမှာကဆလာတာကြားလာပြီလေဟာကြောက်မဒီလိုတော့မပြောနဲ့ကွာတို့ကမင်းကိုညီကိုရင်းလို့သဘောထားတာအေးတစိမ့်နေမှာမဟုတ်ကြဘူးကွယ်ကျွန်တော်လည်းသိတာပေါ့မင်းကြီးဟာမင်းကြီးတို့သားမိစီနော်ကျွန်တော်လည်းသားတယောက်လူငွေကြီးရတဲ့ခါထောက်ပံ့နေတာပေါ့သာတုဖုန်ကြီးပါစီသက်ရှိပါစီတော့ဒီလိုစီနေမြေတုံးပါလေမင်းကြီးဟာဟေးဆိုငါပကြီးဆွေးရမယ်တထေးသမီးဆိုတာချောငယ်လေးစရာအစငါတက်ကြီးမှနေတာဟာလားအေးဒါဆိုပွားတာပေါ့တကယ်လို့များနှိစက်သွားရင်ငွေပုံပေါ်ရောက်တာပဲတင်ချင်းဟာငွေကိုဂယူးဆိုင်စရာလားကွာလူချင်းချစ်တာကအဓိကမင်းတို့အမှုပညာသမားတွေကပြောလိုက်မှဖြစ်ကြီးကျယ်အိုးမင်းကဘာလဲကွာငါကလူပဲချစ်တယ်ဟုတ်မှာချစ်ရတယ်ကွာကိုရင်ဩစိတ်ပူမယ်ဆိုလဲပူစရာပဲပကြီးစရာလည်းငငယ်ချောရဲ့ဒီတော့မင်းကလေးဆိုတာအိမ်နေတန်ပတ်တီနဲ့နေနိုင်မှသိရလားဟုတ်ကဲ့ပါជីជីခင်းလို့သိပါတယ်စကားဆိုရင်လေနေထူခေါ်ပြောလာဟုတ်ပဲဆက်စားယောက်ျားလေးဆိုတာမျိုးမျက်နှာသာပြီးရွှေပကံတက်တာသူတို့ကချစ်ပြီးကြိုက်ပြီးဆိုရင်တနေ့တစ်ချိန်မြကူးချောင်းရအောင်လာပြီးပိုးကြပန်းကြတာအခုလိုအိမ်နိုင်ရရောက်နီးနီးဆက်ဆက်နဲ့အကြာကြီးများတွေ့နေရရင်တော့မွေခွေးခပိုက်ပိတ်ရပြီလို့သာမှတ်ပြီးတော့ကဲဒါဖြင့်လည်းခင်းလို့ပကြီးအစွဲမခံတော့ဘူးជីជីပြန်လွှတ်လိုက်တော့အမလေးကြီးကကျုပ်ကိုရင်အောင်နဲ့လှည့်တိုက်တာပေါ့လေသူစီစဉ်ထားတဲ့ဥစ္စာကိုလှုပ်ကြီးပြနဘူးနစားလာလုံနေရအောင်မအားရထားတယ်ဟဲ့မီးဆိုတာမလောင်ငင်တားရတယ်တခုခုဖြစ်လိုက်ကျုပ်တောင်ဝင်တခုခုဖြစ်အောင်ခင်းလို့ကမိုက်ပါမလားဒီကတထေးသမီးဟိုကပကြီးစီကစုံနှုတ်ကလေးမိန်းကလေးဆိုတာဒီလိုမာနရှိမှာပေါ့ဒီကတထေးသမီးဘတ်တင်ကိုကြိုတင်ပြီးတော့ပုံမှန်နေပြောထားအောင်မယ်စိတ်တော့မကြည့်နဲ့နော်ဘာများလဲခင်ဗျာဟင်းမကောင်းလဲကျွန်တော်ပြစ်တယ်လို့စားရပါတယ်ဗျအမဲလားမှတပါးပေါ့အစားအသောက်ကတော့ဒုစားတယ်လို့ပဲစားမှာပေါ့မောင်ကြီးရဲ့လူမှုဆက်ဆံရေးနဲ့ပတ်သက်လို့ပြောချင်တာပါကျွန်တော်လူချင်းပေါင်းတတ်ပါတယ်သိတာပါအမလေးအဲ့ဒီလိုပေါင်းတတ်မှာကိုစိုးလွန်းလို့မှာတော့စိုးလွန်းလို့မှာဒီမှာရှင်းပြောမယ်ကျုပ်မောင်ကြီးကိုရင်ဟောကသူ့သမီးသူချစ်လုံးလို့ရွှေပေါ်များတယ်ထားတာသိရလားဒါမိဘတိုင်းပါဗျာဆန်းလို့ကျွန်တော်အမေဆိုရင်ကျွန်တော်အလွန်ချစ်တိတ်ချစ်မျိုးထားမတတ်ချစ်ခေါ်ရအောင်မမေမျက်ပွင့်မောင်ပါတင်းနဲ့ကဲကျုပ်လည်းပြောပြရစီကိုတောက်ကြသားကြီးခင်နုကိုဆက်ဆံတဲ့နေရာအလုပ်သဘောအရသာဆက်ဆံရမယ်ဒီပြင်ထွေလီကာလီပြည်တီရည်တဲ့တော့မလို့
လောက်တာနဲ့အောက်တော့ကောင်းမယ် သူ့လည်းပြောတော့ဘာပြောอ่ะကျွန်တော်လည်းပြည်ကြီးတဲ့မလုပ်ပါနဲ့လို့ အောင်မယ်မင်းကကျွန်တော်ကကြီးကိုမြင်ချင်းသဘောကောင်းမှန်းသိလို့ခင်မင်းနဲ့ရည်စရာပြောတာကျွန်တော်သိတာကျွန်တော်လည်းမိကောင်းဖခင်တားတယ် ခင်တို့ကကြီးလို့သဘောကောင်းတာမဟုတ်ဘူးမာနအခါကြီးရဲ့ ဒါတော့ငွေရှိတဲ့လူကငွေကြောင့်မာနကြီးပညာတတ်တဲ့လူကလည်းပညာကြောင့်မာနကြီးတူးတဲ့တူကိုးတဲ့သားတယ်လို့ထင်ကြပါဦးများကဲတထေးသမီးလာရင်အလုံးလုံးဖို့ပဲကျွန်တော်ဘက်ကတော့ဆင်းနေဖြစ်ပြီ မင်းအယူဆမဆိုးဘူးကွာငါတို့ကြိုက်သွားပြီ ကျွန်တော်တော့ချမ်းသာပြီပါကြီးတယ် မင်းကတော်တော်ပြောရတယ်တကယ်အောင်မလေးလှလိုက်တာဒီလောက်လှတဲ့ငါတူမစိတ်မချပါမလားနော် မာနာကြီးတဲ့တထေးသမီးပါကြီးရဲ့ဒီခါကြကြည့်ပါဦး ဘယ်နဲ့လဲမောင်ပါတိ ချိုင်နာကြီးတဲ့ပူပြီးတော့ပြောဝင်ဆိုကောင်းကောင်းကြီး အေးဟုတ်တော့ကဲဖဲဆုံးနေသားငါထိုင်နေမယ်ငါ့ကိုကြည့်ဟာအော်မင်းကလေးဆိုတာနွဲ့နောင်ပြုတ်ပြောင်းဟောတို့ထိုင်ရမှာပေါ့ဟုတ်တယ်မဟုတ်လား သိဟုတ်တာဗောကျန်ဘယ်လောက်ဗမာအမျိုးသမီးပီတာလဲ ကြီးကခန္ဓာကိုယ်သာဝတာကနွေးကြရတော့နေတတ်တယ်ကွကဲကြီးလို့ထိုင် ထဲတော့ဟုတ်ပြီဗျမျက်နှာလေးကနည်းနည်းမောလာနည်းနည်းလွန်သွားပြီအဲ့ဒါကြီးကတော့တိတ်ဆိုင်သွားပြန်ပြီခုနကြီးနေတာကောင်းတာ ကဲဒါရှိရင်ကြီးပဲကြိုင်ကြ ကဲဟုတ်ပြီလား ကျွန်တော်စီကအမြင်နဲ့တော့တိုးကုန်နေသေးဘူးဗျ ကဲဒါဖြင့်မင်းကိုယ်တိုင်ပဲလာပြင်มาတော့ကွယ် ရှိပါမလားကြီးတော့ကြာ ဟိုဒါအလုပ်သဘောပဲကွယ် ဟုတ်ကဲ့ကျေးဇူးပြုကျွန်တော်ပြင်ပြရစီနော် အလုပ်သဘောနဲ့သူပြင်တော့ အလုပ်သဘောပါ ကဲပြင်มาကွာ ဟုတ်တယ်ဟုတ်ကဲ့မောင်မတင် ဟုတ်ပါပြီခင်ဗျာဟုတ်ပါပြီကိုလေးနည်းနည်းချော ကဲဆက်ပြ ကြိုက်ဟမ်အလုပ်တော့ခင်ဗျာအလုပ်တော့ပါဒီနေ့နော်လူတိုင်းမှာမျက်စိနှလုံးကတော့ပါကြတာရှိတယ်ဒါပေမဲ့အနုပညာမျက်စိနဲ့ကြည့်တဲ့လူပို့ရတော့လူတိုင်းဒူကြတော့ဥပမာမိန်းကလေးတယောက်ကငယ်တယ်ချောတယ်ဆိုရင်လှတယ်လို့ရှင်းလိုက်ကြတယ် အော်လှတာနဲ့ချောတာနဲ့တူတူပဲမဟုတ်ဘူးလားကွယ် မတူဘူးခင်ဗျမင်းကလေးကြက်တည်ရည်နဲ့ပြည့်စုံမှာပကြီးစံစံလှတယ်လို့ဆိုကြတယ်ဥမာကြီးဆိုရင်ဗျာငယ်ငယ်ဘလောက်လှတယ်ကျွန်တော်ခံမလို့ရတယ်
မင်းမျက်စိမစိုးဘူးကွမင်းအမှုပညာမျက်စိပဲဒါကြောင့်လဲကျွန်တော်ပကြီးတင်တန်းမှာတော်ဆုံးဖြစ်လာတော့ဗျာခုပဲကြည့်လေနှုတ်ဘလောက်ချောလဲညီရကြတော့ကြီးမီးဒါပြောတာပေါ့မိန်းကလေးကမိန်းကလေးပြီးသားမှလှတာခုခေတ်တဟုတ်ပါအောင်တော့မိန်းကလေးကယောက်ျားလေးလိုလိုယောက်ျားလေးကမိန်းကလေးလိုလိုစပင်းကြီးကဖိုးရဖားရဝစ်ထာကိုရကာရနဲ့ရှာအင်ကြီးကိုဝစ်လို့ဝစ်ဟာဝင်အောင်ဝစ်လို့ဝစ်တချို့အပြိုလေးများကိုဝင်ဆောင်အင်ကြီးတောင်မှဖက်ရှင်လုပ်ပြီးဝစ်ကြပြီဟေးဟာတိုင်ကုန်ကိုရောရှိရဖြစ်လေတော်တော်ညာတတ်တယ်လူကြီး ညာတတ်မှညာတာရောက်ဘောဒီမှာလူကအချုပ်ချလဲဆိုရင်းပြီးပြီ ညာများကျင်တယ် ဟု နော် တ်ကဲ့အော်ကိုရောအေးအခုရေးနေပြီအိုးစိတ်ချပါကောင်းလေးကလည်းမိကောင်းဖခင်သားလေးပါမမွန်ရီရီနဲ့ပါအိုးမယုံပါဘူးဟုတ်တာပေါ့အမလေးခင်စိန်တို့ဒီလောက်မအားသေးပါဘူး မင်းစိန်ဝသားလာကြည့်ကြအောင် အေးအမလေးသမီးလေးကတူရဲတန်းနေတော့ထင်တာမဟုတ်ဘူးအော်ဟုတ်ကဲ့တော်လှတယ်မင်းကလေးမီအောင်တော့မကြီးဆွဲနေလို့မထင်ဘူးဘာတင်တော့နာမပြတ်တော့မှာပဲ ဒီမဲ့ခင်တို့ကိုကြီးကြီးမှတ်လို့တိတ်ပြီးပြင့်နေနဲ့ဟိုကပေါ်တော်နဲ့မှုဖျောက်ပြောလို့ပြုံးမှန်းပြီးဘဝင်မြင့်သွားတာ မြောက်တာမဟုတ်ပါဘူးဒီတော့မှသူ့မြင်ကောင်းတယ်ခုံးရစားသုံးရလားဆိုတဲ့တိုင်ဘာနှခမ်းလေးကိုကြည့်ဦးပါတီးတယ်လို့ပြုံးတယ်လို့လေမော်နလီဇာပြုံးမျိုးညဝန်းနဲ့ညက်တောင်ကြတော့ကိုရောဝေမောင်ရွှေလက်ပြအတောင်ခတ်တယ်လို့ ကဲခင်တို့မနေတတ်တော့ဘူးရှစ်တီးခိုးပါရဲ့ကြည့်ပါလားသူမြင်တော့ ကျွန်တော်ရိုးရိုးကြည့်ရပါဗျာ ရိုးရိုးလားစမ်းစမ်းလားမျက်လုံးကစကားပြောနေတာဒီတိမှတ် ဘာတင်မျက်လုံးကမင်းကလေးမြင်တဲ့စကားပြောတာမဟုတ်ပါဘူးခင်ဦးကြမှာစကားပြောရင်လည်းအသေးလုံးကပြောခိုင်းပြောနေရရှာတာပါ ကဲဒီစကားမျိုးပြောနေခင်တို့ပကြီးမဆွဲတော့ တိမ်မွေးတဲ့နှလုံးသားကခင်ဦးရဲ့အကျဉ်းသားတရားကိုပြနေပါ ဒီတိုင်းထားလိုက်မယ်နော်မင်းစိန် အေးထားလိုက်နေမောင်စောစောခင်ခင်တို့ထိုင်တာဒီဘက်လှည့်ထိုင်တာတဲ့အခုဘာဖြစ်လို့ဟိုဘက်လှည့်ထိုင်တာ ဟောဒါဒီလိုကကြီးကြီးကျွန်တော်အခုဆွဲနေတာက3 dimension 3ဘက်မြင်အဲ့တော့ဒီဘက်အမြင်ကလည်းနည်းနည်းသုံးသပ်ဟဲ့ အော်3 dimension ဟုတ်ကဲ့ခင်ဗျာ3 dimension အေးမင်းရှင်းရင်ပြီးတာ ရှင်းပါတယ်ခင်ဗျာရှင်းပါတယ်ဘယ်ဆုံးပေါ့ခင်ဗျာပတွယ်နဲ့မေးအကြောင်းကြီးကြီးလောက်ဥပဒေမပေါ်ဘူးခင်ဗျာ ဟုတ်လား ဟုတ်ကဲ့ အေး ပြုတ်လိုက်စမ်းกว่าနော် အိုးညီရလေပြောပါစေ ညောင်းလာပြီဒီနေ့တော့ပေါ့နော် အေးညောင်းနေလေတော်လိုက်တနေ့အလုံးမဟုတ်တာဟုတ်တယ်မဟုတ်လားမောင်ပါတင် ဟုတ်ပါတယ်ခင်ဗျာဟုတ်ပါတယ်နေတိုင်း2နာရီလောက်တော့4-50ဆက်ဆွဲရမှာပါ
ကြည့်ရင်းနဲ့ဘုန်းကြီးကြောက်ဒုက္ခပေးပြီးတယ်အဲ့ဒါသမဒီမှာအဲ့မှာပကြီးဆွဲတာကိုထိုင်ပြီးတော့ဟောဒီကနေကြည့်နေနော်ဒီတော့ခိုင်းတာလည်းလုပ်ခွင့်ကြလားထိုင်နေဒီမှာထိုင်နေဒီမှာထိုင်နေဆွဲတာမင်းတို့တော့ဘူးလှရလားသိစားပေါ့ကလေးကိုသိသွင်းနေပြန်ပြီနော်ငါတူမယူလေဦးကတပုံလှလာပြီးဆွဲပြီးလိုချင်တယ်မလားလိုချင်တာပေါ့ဆွဲပေးမှဆိုလိုချင်တာဖဲတော့လေမင်းတို့တော့ပုံဆွဲပြီးဆွဲပြီးမှာပေါ့ကွာခုလောလောဆယ်ဦးလက်ဖိတ်တော့တောက်ချင်ယူပြပါတော်တော်မှမခိုင်းမင်းနေစင်ရပြောတာတော်တော်ခိုင်းလုပ်ပေးရမယ်တဲ့နော်တော်တော်ကဲပါဘွားရဲ့ယူပေးလိုက်ပါတက်တက်မေမေရှာနေကျင်မရဲနဲ့တော့ကြီးမိမှာထိတ်တယ်ဖြစ်နေမိကမှမိရောခင်နုလာဘတ်တင်ကိုစုံလုံးကဖန်စားထားပြီးတည်လားပုံလိုက်တယ်လိုတော်မှလို့လေခင်နုကချစ်တယ်လို့မပြောမချင်းဖြောင်းဖြောင်းတန်းတန်းကိုရေးလို့ရမှာမဟုတ်ဘူးဗျာချစ်ပါဟောမျက်နှာဒီတာပြတ်သွားပြစ်မှာပေါ့လို့ तू မဟုတ်ပြုတ်လေးရှောက်ပြောတာဟုတ်ပြုတ်တယ်ပေါ့အမှန်နေပါလာပြင်ပြီးတယ်အဲ့လိုမျက်နှာရုံမကြည့်တော့ဘူးမို့ရင်းနေတယ်မဟုတ်ဘူးနေအဲ့တော့ခင်ဗျာသူ့မီးလေးကန်လိုက်ရုံပဲလားပြောပါဦးရပြောစမ်းမအဲ့ဒါပြောစမ်းပါမီးလေးကန်ရုံနေမဲလားဟာဗျာခင်ဗျာမင်းကန်ရုံနေပဲကတော့မလဲ तू ကချစ်ပါပြီစိုးနေမှာဥစ္စာဟုတ်သက်သမအတီတော့ဒါမျိုးများလားဆိုတည်လေးများလဲတုတ်ဆန်းမှာတကယ်မှဖြစ်နေတယ်ဟိုကွာမင်းကလည်းကွာအရေးကောင်းဒိန်းတော့ဖြစ်ဝါမနိုင်လုံးမနေစားမှာနဲ့ရှင်းလူကြိုက်တယ်အားလုံးလုပ်ပြီးပါတကယ်ကျဲဒီကိုဒါကြောင့်ချစ်ရတာပြဿနာတွေကိုလုံးနေနော်ညီဖေသိရင်လားကြောက်ကိုအရင်ဆုံးကြီးနှုံစင်းပြမှာသိကြတယ်သေမသိနိုင်ပါဘူးကြီးကြီးကြောက်လို့ရှိတာပဲနော်သူလာပြီဒီနေ့မသိရင်တော့ကြာတာပဲကွယ်ကိုယ်ပိုင်ကစီးနိုင်တဲ့လူရန်ကမဟုတ်တာလေစဉ်းစားအောင်လို့လုတ်ပြီးလူကိုထေးဖို့ငေါ့ဖို့ပဲတက်တယ်ကဲထမင်းရင်စားမလားညနာလေးကြည့်ကြည့်အော်ဘူဘီလာချစ်ပကြီးဆွဲနေကြတာလေဒီကားတော့ပြီးတော့မှမဟုတ်ပါဘူးဒီကတော့မောင်ကိုယုံလို့ပုံပြီးချစ်ထားတာနော်နောက်တော့တာဆိုတဲ့စကားမောင်တို့လူစင်းရတာပါမရပြောတဲ့စကားပဲလာနေပြီလာကွာဆိုရင်ဟာဆရာပါလားကျွန်တော်ဒီထဲမှာစိတ်ဝင်စားနေဆရာတို့တင်ထားမိလိုက်ရှိပါသမီးလေးကလည်းတကယ်လား composition ကလည်းတကယ်ကောင်းကိုကွာကျွန်တော်လည်းကြိုးစားပါတယ်ဆရာအေးကြိုးစားမှဆရာတပည့်ပြီးသားတော့မှာပေါ့ဒီလဲကအမနာအစင်တမ်းမြင်နေတော့ကိုအသေးစိတ်သာချေမုန်းပြီးလိုက်လို့ရှိရင်ပြိုင်ပွဲဝင်နိုင်လိမ့်မယ်ဒါကြောင့်စိတ်ချလက်ချဖြစ်သူ့ကမှရွေးလွှတ်ရတာပေါ့ဗျာကျေးဇူးတင်ပါတယ်မောင်ဒါပေမဲ့မြန်ပြီးရင်ကောင်းတာပေါ့အနုပညာဆိုတာမြန်ပြီးရင်ကောင်းတာမှမဟုတ်ပဲဆောင်းဝင်သားတယ်ဘုပ္ပလကမှမပါတယ်ဟုတ်ပါတယ်ဒါဆရာပို့ပြီးပါကဲစကားလေးပါလေးပြောအောင်အင်းရှိသွားပြီတော့လာတွေ့လားကံကောင်းလို့နော်
တတိလေးထားကြအောင်တတိထားပါလေကြီးကြီးကိုလည်းအားကိုးရတယ်ဗျာဟုတ်လားမင်းတပည့်ကိုစိတ်ချရပါတယ်နော်သင်တန်းထဲမှာတော့သူအတော်ဆုံးပါလေဆိုပြီးဟာငါပြောတာပကြီးပညာကိုပြောနေတာမဟုတ်ဘူးငါသမီးနဲ့ညီစွန်းတော့မှဆိုလို့ဟေးဟာဒါကတော့အဲ့ကောင်ဘာတော်လုံးမနေနဲ့တခုဖြစ်မင်းတာဝထားကြောက်တာဘူးလားထားအစတာရကျုပ်တာဝင်ကြီးပါတယ်ဗျာမျက်နှာဝင်မြဆင်းလာယူပါမင်းပါပါလူစားလုံးသဘူမလုံးရှာ你怎么就最给了哎ဟောချင်းလုံးလို့ပါလူရဲ့တကယ်ပါအော်ဒါပကြီးဆွဲနေကြတာပကြီးဆွဲနေကြတာခေစိတဲ့တော့နေအလိုလိုဘာလို့ထားလို့ဖြစ်နေတာလေဖြစ်ကုန်ပြီဟမ်ကျမဒီမှာမရှိပါဘူးဒါကျမအဖြစ်ပါခင်ဗျကျွန်တော်တစ္ဆာတရားနဲ့ချစ်တာဗျာပေးခြင်းနဲ့အဖြစ်တော့ကျွန်တော်ခံပါဟောအာသာကြီးဦးရဲတော်ကြီးပေးမြတ်ပြည်တယ်ကိုခံမဟမ်မင်းငါလက်လွတ်ချီလို့မလုပ်မိခင်မင်းတရားထွက်သွားပါဒီကနေဒီပကြီးကောက်လည်းဆက်ဆွဲကြမလို့ဘူးနေကိုငါမသမီးခင်မင်းငါမျက်စိရောက်ထွက်သွားငါမျက်စိရောက်ထွက်သွားပါပြောပြစီဗျာဒီကိစ္စအတွက်ဦးကျွန်တော်ကြိုက်တယ်လို့အဖြစ်ပေးနိုင်ပါလေကျွန်တော်ဖန်တီးထားတဲ့အမှုပညာလေးကိုအဲ့လိုမလုပ်ပြပါနဲ့ဗျာကျွန်တော်တောင်းပါပါလေမင်းဘာတခုမှတောင်းမှကြမလို့ဘာမှလည်းဖန်တီးရတယ်ဗျာမင်းဘာမှပြောကြမလို့ဘာတခုမှမင်းမကိုင်ပါနဲ့ထွက်သွားအခုထွက်သွားပါမင်းပါလို့ရမို့39ပင်ပေါင်းမကင်မဲ့ကြတယ်မိမကြီးဟမ်နေဟာလူကောင်ကြီးသလောက်ချိန်မစည်းတဲ့ပိတ်တာမကြီးနေကြဘူးလို့ဖြစ်တယ်အမလေးရဲဆက်ပြောရလိုက်တာလူအများပိတ်ကြမှာကြီးတဲ့ဒီကိစ္စကိုရင်တရခမ်းပကြီးဆွဲဖို့ကိုရင်ခေါ်လာတာလေကိုရင်ဆက်စော့တာမင်းကငါမျက်စောင့်နေပါလို့ငါပြောထားတယ်မလားဟဲ့အိမ်ဘုတ်ကိစ္စတဲ့တပုံကြီးနောက်ဖွေးနောက်ဖီကိုမထွက်ပဲနဲ့တောက်တဲ့ကဘလူကကတ်နေနိုင်ပါလေလို့သမီးတစ်ကောင်နွားတစ်ထောင်လုံအောင်မြတ်စောင့်နိုင်ခဲ့တဲ့လူလောကဘဟုတုတဘာမှမရှိအောင်ခလေးကိုအိမ်တွင်းပုတ်ခိုင်းထားတာလေကိုရင်မဲတီးချိန်တန်းတီးပွင့်ချိန်တန်းပွင့်ရမယ်သဘာဝကိုဆန့်ကျင်ပြီးခလေးကိုအိမ်တော်ရသားချမပေးချင်တာလေကိုရင်မဲအပြုံလေးနဲ့လူပြိုလေးနီးဆိုင်ကျုံနဲ့တောင်ကြိုက်ကြတယ်လူကြီးလုံနေပြီအစမစင်စားဘူးလားဒါကိုရင်မွေးတယ်မင်းဘသူမှအပြစ်တင်ရမလို့ငါတေးခြင်းနဲ့စောက်တာတောင်းခံတဲ့ကောင်တော့သိကြရောပေါ့ဟဲ့ညီကလည်းညီပဲငါအသားတဲ့အတန်တန်ပြောတယ်ကိုသင်ញင်ပါလို့အခုတော့ကောင်းနေရဲ့ကောင်းတယ်တို့တော့မတွေ့ခင်တော့လိုက်ပြေးပါမယ်အမေကျောက်ကတော့ရသုံးလို့တရားမလုပ်လိုက်ပါနဲ့မင်းကြီးငါရဲ့ဒီလိုက်ပြေးတဲ့အခါမှာအတက်ကအထားသူအမှန်ကန်ဆုံးဖြစ်အောင်ကြိုးစားရှာဖွေနိုင်ရမယ်ကွာနော်တပ်ကြိုက်နဲ့မိနဲ့အကွာအဝေးဟာဆယ်ပေကွာမှရှိရနော်အလင်းရောက်မှရှိတဲ့အပူရောင်အေးရောင်တစ်ခုခုကိုနော်မိရေးလို့တဲ့စက်ကူကပထမဥပ္ပါချင်းကိုရောဘာဖြစ်လာတာလို့မင်းကြောင်ခံပါတော့ဆိုတဲ့အကောက်ကြီးကြီးပြောပါဦးဘယ်ကောင်အတူပြောတာမင်းတပည့်တော်ပါဗျာမောင်ပတ်တိကိုပြောတာဘာဖြစ်လို့လဲငါသမီးကိုစော်ကားတယ်ဟာဒီလူဆိုရင်ကျုပ်ကကောင်းဆုံးမှာဒီသားမဘယ်လိုစော်ကားလို့ခင်တို့ကခမရောက်တိုင်လာငါကိုယ်တိုင်တို့နှစ်ယောက်ပကြီးဆွဲချစ်နလန်ထနေတာကိုမိကဲဒီလိုဆိုတော့လည်းပဲမြောက်ဘုံချစ်နေကြတာများလားကိုရင်ဩရဲ့ဒီလိုများဖြစ်နေကြတယ်ဒီလိုထိရမှာလားကွာမင်းတပည့်ကိုမင်းဆဆရတောင်းယူပါတဲ့သုံးသူတို့အချင်းချင်းချစ်နေကြတာမှန်ရင်တော့ကျွန်တော်အစသာအရာတောင်းယူပါတယ်ကလဝိတ်မှကြိတ်လားအေးရလိမ့်မယ်ကြိတ်အော်
မင်းတပည့်လို့အနှုတ်ဆုပ်ထုတ်ဆုပ်လို့ဟာပြီးငါသမီးကိုတက်တက်လုံးမပိတ်စားဘူးယာယာပတ်နှုတ်ပညာရှင်ကိုအထင်မသေးပါနဲ့ကိုရင်ဩရမောင်ပတ်တဲ့ဟာဒီကောက်ဖတ်ကြတာပြုတ်ပါကိုရင်ဩပဲကိုကြီးတာကြီးနော်ညညမှာခင်နုအမေမနှင်းနုမိဘအချမ်းသာတော့မလားအဲ့ဒါဘာဖြစ်တယ်လဲမနှင်းနုကိုခမည်းယူတော့ကခမည်းမှာ BA ဆိုတဲ့ပညာကလွဲလို့ငွေတစ်ထောင်ပြောက်ခမည်းတည်းကဲတော်လူဘာဝရဲတော်လူဘာဝရဲဘယ်ကိုလို့ကိုကြပါကိုလို့နော်ကဲဘယ်လိုလဲထမင်းလည်းမစားရေလည်းမတောက်အဝတ်စားလည်းမလဲပဲနဲ့သေများလည်းသွားပါအောင်မယ်သိမယ်ကိုဘတ်တင်နေတာကွယ်ကိုသက်စီမှာပဲသေကြခေရလည်းသူ့ကိုသူသတ်သေးချင်တာနဲ့သမီးရလည်းကိုသတ်သေးချင်တာနဲ့အားလုံးသေကြငါတယောက်တည်းပဲခဲ့မယ်စိတ်ညစ်နေလားစိတ်ညစ်နေလားငါတငယ်ချင်းတယောက်စိတ်ညစ်နေလားအချင်းအတွဲနဲ့တော့ငါစိတ်မညစ်နဲ့ကွာအခက်ခဲရှိသမျှတော့ကြော်ကားလွှာ920နဲ့ရှစ်ဆိုတာ1900ထဲရော့နေတာမင်းအများကြီးသိတာစဉ်းစားကြည့်ကွာဘယ်လိုဝေဖန်မလဲဂုံတွေငွေတွေဖဲကထားလိုချင်နေတာယူပါလားတဘာဝတရားကိုအေရှားဆန့်ကျင်ကံလန်းပြီလားရမတယ်လားယောက်ျားတူဟာမိန်းကလေးတူကိုမြင်တော့ကြည်မှာပဲသူကလည်းဟိတ်ပြန်ကားကြည့်အကြည့်ချင်းကဆုံးရင်တွေတုံးချစ်ရင်ညုံကိုခိုးလုံးနဲ့ကွဲ့ခိုးလုံးနဲ့တဲ့လူလုံးတွေတွင်တော့ကြည့်တယ်ကြည့်တော့ကြိုက်တယ်ကြိုက်တော့ညာတာဓမ္မရာပဲအဲ့ဒီတော့ရအောင်ယူတငယ်ချင်းအဲ့ဒီတော့ရအောင်ယူတော့သူဆန္ဒပြပြီးအဲ့ရမှာသေခြင်းသေပါစေတကားကိုတော့ခတ်ထားပါကြလားဟုတ်ကဲ့စိတ်ချပါဟုတ်ကဲ့တဲ့ရပါဦးပါမောင်ထွေးလားမင်းဒီလာရောက်နေပြီလားဟလားဟေးကျွန်တော်တို့ဆိုသူတို့လည်းရောက်နေပြီလားအေးဘင်းအမေသူတို့ပြောတဲ့စကားလေးပါလေးဒီစောင်းနားထောင်ထားကြလားဒီဘက်ကအခုလာခဲ့ပဲလာပြီအခုလာပြီခင်စိတ်ဟုတ်ကဲ့မောင်ဖတ်တင်ရဲ့မင်းဘာလုပ်လာတာလဲကျွန်တော်ခင်ဗျနဲ့တွေ့ချင်လို့မင်းရဲတဲ့နာကြီးလားကွယ်ကိုကြီးထွက်သွားကျွန်တော်တွေ့လိုက်ပါဗျာသူမရှိပါနဲ့ငါမှတောင်းဝင်ရှိတယ်ပြန်အားလုံးဒုက္ခရောက်ကုန်လိမ့်မယ်
ခင်နုနဲ့ကွဲနေရတဲ့ဒုက္ခကျွန်တော်တို့ပိုဆိုးနေလို့ပါကြီးကြီးကျွန်တော်တောင်းပါမှာလေခင်နုကိုကျွန်တော်ချစ်တာကွဲပြီးမြည်တယ်မျိုးမဟုတ်ပါဘူးကျွန်တော်တွေးပြစီနော်ငါဖွင့်မပေးနိုင်ဘူးမင်းကတော့တနာပါတယ်မောင်ပတ်တဲ့မတွေ့ချင်လားမနဲ့သမီးရဲ့ကိုရင်အောင်ကြီးကြီးဖြည်းဖြည်းတော့နားသွင်းပေးပါမယ်အခုတွေ့ပြပြီလူလာမလာပါတော့ငါလို့ခင်ဗျစိတ်ဆင်းရဲနေရတာဟောတန်ခွန်ကြာခုနှစ်ထပ်အုပ်ထားပါပင်နေလိမ့်မယ်ခင်ဗျဟာကိုရောပြန်လာပြီကိုကျိုးနေပြီကိုကျိုးနေဘယ်နဲ့လုံးလဲကျွန်တော်ပြီးသွားလိမ့်မယ်အေးဟုတ်ကဲ့ဟုတ်ကဲ့ပွင့်မိသွားလိမ့်မယ်မိကမြန်ပွင့်ခွင့်တော့ကြာလိုက်တာပွင့်မမယ်ဟာပုံညပါပုံညသားမြင်မြပုံညပါဘာဖြစ်နေတာလဲဦးကြောင်ကြောင်နဲ့ဘာမှမဖြစ်ပါဘူးကိုရောကမန်းကရမ်းပြန်လာလို့ဒီမှာမမြင်ဘူးလားအဲ့ကြိုင်ခဲလို့အော်ဟုတ်ကဲ့ဟောပိတ်ခါဟုတ်ကဲ့我家真的还没领到。哦，我搞改做的嘛，有嘞。嗨，这把老家嘞，毛毛的，杨闹。这边检查到一点，肯定都他我开来多少没哩？喏，好着。那过去有可以没下入嘛，不着无几节，他讲我吧。看哟，一定是俺那边的，白来着，路来路没走干的，毛毛的。အခုဒီအိမ်နဲ့မေးထွက်သွား။အော်မသွားရပါဘူး။သွားနေတော့ဒါပဲ။ခင်ဗျာသာမဘွား။ဟောဒီဒီကဘွားထားကိုမထားပဲကြောက်ချလို့မထိုင်နေ။ဦးကြီးတွေ့လို့ရှိရင်ပြောလိုက်ရုံပဲ။ကြီးကြီးကတကားဖွင့်ပေးပြီးဒီအခန်းထဲထိရောက်ခေါ်လာပါတယ်လို့။ကဲကောင်းရော။ခင်ဗျကိုရရင်ဟောဒီရင်ခွေးပလင်းကြီးအကုန်တောက်ပြီးသေပလိုက်မှာပဲ။ဟမ်ငါ့ကိုတတ်ခဲ့ကြပါတော့ငါပဲကျင်းနေကိုကြည့်ရတယ်သူရမင်းလို့ရှိရင်ကျွန်တော်ဒီကားဘောကထွက်သွားတာမသိလိုက်ပါဘူးလို့ဖြေလိုက်ကြည့်ရတယ်ကြည့်ကျွန်တော်ကတော့ခင်ကြီးကိုဘယ်နည်းဖြစ်မရရအောင်ခိုးမှာပဲခင်ကြီးကလည်းကျွန်တော်နဲ့ပွဲသူ့ကိုသတ်တယ်မှာတင်ပါပဲအခုတော့ထမင်းမစားဘယ်နည်းရရှိလဲကြည်သိရတာကဲရောက်သမျှပေးတာပေါင်နာခါမှာတော့မယ်ဟာဒီကောင်မကြီးကောင်မှာတော့မယ်ကိုရင်ဘာလဲကိုရင်သမီးလုံးပုံတွေကောင်းနေရတာကိုရင်ရဲ့ကြည့်သားမအောင်ကိုရင်ရဲ့ကြည့်ပါဦးလေမြောက်လိုက်တော့ပြီမလားတော်တော့အေးမျက်နှာကိုအိုးမဲ့တော့ပြခွဲမှာဒီလောက်မိုက်တဲ့မိတ်ကနေအရေးဆောက်ပြဖို့ကောင်းတယ်ဘယ်နဲ့တော့ဒီလောက်အနစ်မပေးစောင့်ကြနေတဲ့ကြားတွေကလူကြီးကိုခွဲတော့သွားတယ်တကားတော့သွားခတ်မထားဘူးလားကိုရင်အထွက်သွားတယ်တော့တဲ့ချစ်ချာကပြီးကျမအိမ်ထဲမှာထည့်ထားတာဘယ်မှမကြဘူး
ရေချိုးကလည်းခဏဝင်မိတာနောက်ဘောဘောကဆင်းသွားတာဖြစ်မှာပေါ့အဝိလျှော်တဲ့မိန်းကလေးတွေကရှောနေတယ်တပြည့်ပြည့်လဲတဲ့မိန်းကလေးတွေကလဲနေကြတယ်အိမ်ဖြစ်ဝင်းတကားကတော့အလုတ်သမားတွေဥရုံကိုဝင်ထွက်သွားတာနေလို့ပိတ်မထားနိုင်ဘူးပေါ့ဒီစာဘယ်ကတွေ့လဲသူ့အိတ်ခါရသဘောပေါက်ကနေမခံကျင်လိုက်တာခင်ဗျာမခံကျင်လိုက်တာလူကြီးကိုခွေးလုပ်တဲ့မိန်းမကဲမင်းကြီးမနင်ဒေါသဖြစ်တဲ့ငါခွေးပြရခုမှတော့သွားနေတော့မွဲကျင်တဲ့ခွေးပြားပုံတိုးတာဖေးစေးလာကိုစော်ကားတာတတ်ချင်တဲ့ခင်ဗျာတတ်ချင်တဲ့သိလားဟာဒါတော့မကောင်းဘူးကွာမောင်ဟဲ့တကားဖွင့်ကွာဘာရမလဲဒီချိန်အိတ်လို့အဲ့ဒါလားအာတင်းနောက်နေလူတွေဟဲ့ဖွင့်မဝင်ခဲလဲပေါ့မယ်ခဲပေါ်မြောင်လဲကွာရှစ်ဆရာကြီးတော့သူတို့ဟာလေဟဲ့ကောင်းနေရော်ရဲရတဲ့မှာဆူညာနဲ့ဘာနောက်ဖြတ်တယ်လဲသွားကြခဲဝလာတောင်းတာလीကြီးတော့ရဲ့ဟဲ့ဒုက္ခများအားငယ်နေကြတဲ့အထဲမှာအထိတ်လက်လက်နဲ့နင်တို့ကဟာကြွတော်မူကြပါခင်ဗျာဟေးဒီလိုမှမောကွာကြောင်ကလေးပူစီဟုတ်အဟုတ်တကယ်ညစွာအရ
သာတွေ့ပါစေမည်ပြိုလေးမတီချိုတေးသည်မောင်မောပြေးတွေ့လို့ပျော်နေပြီတမင်းပွဲပြီးတော့အချိုတဲမီကောင်းညာရွေးချသည်ကြောက်ပတောင်းကလာပါသည်ထမြက်ကလေးချုံမွေးဤသရင်းချင်းပြေစရာလက်ဖက်ရည်ချမ်းငယ်အပန်းတော်ပြေးစေမည်စင်တနာဖက်တဲ့လင်သားအတွေ့ရွယ်ဤနေရရွှေဘုံပေါ်မှာဆန်းရချစ်တာဗနာနာလို့ဆိုခြင်းပါတယ်ချစ်တာဗနာနာလို့ဆိုခြင်းပါတယ်ဟေးမောင်ပတ်တင်ဟမ်မကဲနူတူပါလေဟောသူများလဲလို့အထောက်ပါလားအိမ်အောင်ကြလာကြများတော့ဒီတချင်းမျိုးဆိုအကောင်းဆုံးပေါ့ပဲရင်းရှိရတယ်စိုးနေမှာတော့ထိုင်းပါပြင်းလေအရသာပျော်လေအရသာပဲကဲအိမ်လမ်းပါလေးများရမလားလို့ဟောတလားတော့ပြည့်သွားပြီလားမြန်လိုက်တာတို့တော့ကလည်းဒီလိုမြန်ငယ်ထင်ခဲ့တာပါပဲကွယ်အချိန်ကတော့မိနစ်60တနာရီပဲဟုတ်ပါတယ်တော့ရဲ့အတော့အိမ်သားကလည်း24နိုင်လောက်တော့စောင့်မအောင်လို့နော်တော့လက်ပြန်တစ်ပတ်ကြတော့ယူလာဖို့တော့ရဲ့လက်ပြန်ကြရအောင်လုပ်ပဲဒေါ်လည်းတိတ်ချောင်နေတာမဟုတ်ဘူးကဲသွားမယ်ဟုတ်ကဲ့ခင်းမှာဒါလေးရှိသားပဲဟိုနေစမ်းမှာမိဘစင်နေပစ္စည်းမောက်မှာခြေနဲ့လက်နဲ့ပညာနဲ့ယောက်ျားပဲဟာဒူနကိုတဲဟောပြမနေရရွှေဘုံပေါ်မှာဆန်းရချစ်သူ့မှာဖြင့်ပျော်လို့ခင်းလို့မှပျော်ဘူးလားပျော်တာပေါ့ဒီကပိုင်ရှင်းကျွန်တော်ခဏတွေ့ပြရတယ်။ဘာကိစ္စရှိလို့ပါလဲ။ကျွန်တော်အလုပ်ကလေးများရမလားလို့ပါ။အလုပ်မရှိပါဘူးပါဒီမှာ။ကျွန်တော်ပကြီးကျောင်းဆင်းပါခင်ဗျာ။ပုံကောင်းကောင်းရေးနိုင်ပါလား။အေးကွာမင်းကပကြီးကျောင်းဆင်းတယောက်ဆိုတော့မင်းရဲ့ပညာအရေးချင်းတွေကိုတော့လေးစားပါ။ဒါပေမဲ့တို့အလုပ်တွေကအရင်ကလိုမကောင်းဘူးကွာ။ဒါကြောင့်တို့ဆရာတစ်ပည့်နှစ်ယောက်အပြင်တပြည့်လူမလိုပါဘူးကွာ။ဝမ်းနေပါ။ကျေးဇူးတင်ပါ။သွားလိုက်ပါဦး။အေးကောင်းပြီကောင်းပြီ
လုတ်ကလေးဖြင့်ပို့လို့ရမယ်မကြံသေးဘူးမင်းတို့ကငွေပို့လို့ခြင်းရတာဟေးအလုတ်ပါတော့ငါချွေးထားတာလဲထက်ထက်ကြပါဦးကွာအခုလိုအလုပ်များများလက်ခံလုပ်ရတာလဲကျွန်တော်တို့လက်ရသေသားအောင်ကြိုးစားခဲ့လို့မဟုတ်လားဆရာကြီးကြိုးစားတော့ရလိုက်တာပေါ့ဘာပဲဖြစ်ဖြစ်မင်းတို့ငွေပို့တောင်းနေလဲငါမပေးနိုင်ဘူးငါရှိမှကျေနပ်မှလုပ်ကြကွာနောင်ကျွန်တော်ဒီမှာအလုပ်လေးပါလေမညနိုင်မင်းဘယ်မှာလုပ်ခဲ့ဘူးကျွန်တော်ဘယ်မှာမှအလုပ်ရှာမရလို့မလုပ်ခဲ့ဘူးသေးပါဘူးခင်ဗျာအခုလောလောဆယ်အခက်ခဲနေတွေ့နေကျွန်တော်လုပ်ရစီနောင်ကြီးပေးချင်တယ်လို့ပြီးအေးမင်းအချင်းကိုငါစမ်းကြည့်ရောခရီးကနာမကလေးလိုက်လာဒီမလားမင်းလည်းရဘယ်ဆိုးလို့လဲကွာဟမ်မင်းလက်ချင်ကစားပြီးငါရှိမှအလုပ်ဆင်းမိတော့ပါဟာကျေးဇူးတင်အေးကျွန်တော်တော့အေးမနေ့ကလာရနော်ဟုတ်ကဲ့ခင်ဗျကြီးသိန်းတော့စားတော့စားနေကြဘူးလို့ဩမောင်မတဲ့မျိုးတွေကပြောင်းလာသလားစားတော့ပါဦးစားပါဗျာစားပါဟောမောင်ကျန်လာပြီကြီးသိန်းတော့ထမင်းဝါမြင်လာဘိုက်ကိုစားလာတယ်လို့အိုးခင်းနေပါလေစင်စင်ခုခတ်တောင်းပြီးပြီနားဒါကောအိမ်တော်ရတာဆိုတာဟာဘဲဦးဟင်ကောင်းတယ်ရုံးမမြက်ဘူးဘဲဦးနဲ့အရသာရှိအောင်ချက်ထားရပါမောင်ရဲ့ကြိုက်ပါလေဗျာကြိုက်ပါလေကဲခင်းသူတခါလေးဝင်လင်းတဲ့နဲ့ခင်းသူခုနကပဲစားလိုက်တယ်နော်ဟောဗျာလင်းနဲ့မြလက်ဆုံစားကြမှာကောင်းတာအားလုံးစားလိုက်မိတယ်မောင်နောက်ကမစားဘူးနော်ပြစ်တင်တာမဟုတ်ပါဘူးမရနဲ့တူစားတော့ထမင်းပိုးမိန်တာပေါ့ဟုတ်လားအခုလည်းမေအောင်ခင်းတို့အနာထိုင်ပေးနေမယ်လေအဲ့ဒါငေါ့ကွာခင်းတို့ဝမ်းသာတယ်တခုပြောအောင်မောင်လို့ရခဲ့ပြီဟလာဘာလို့လဲမောင်မကြီးစရာမကြီးလို့ပေါ့ဝမ်းသာလိုက်တာမောင်ရဲ့ဝမ်းသာလိုက်တာရပါနော်不要门上。ပြီးတော့ယူတယ်ဆိုတာကတရောင်းစားမှာကွာကိုပညာတန်ဖိုးမထားတဲ့ကောင်တွေကြောင့်ပျက်စီးနေတာပေါ့ဆန်သာလေးတွေက6နှစ်ဖူးလေးကမောက်မထင်နေနေကြပြီးမစားခြင်းမတောက်ခြင်းကတွင်ပြက်တယ်ဆိုတော့ဟုတ်မှာပါဟိုစိတ်ထဲကလှုပ်ရှားရှားဖြစ်မနေဘူးလားအလကားနေဝမ်းနေပြီးငိုချင်တာပါပဲ
အေးအဲ့ဒါမိခင်လောင်းမှုရဲ့ဓမ္မတာပါကွယ်စိုးရင်ကြမဟုတ်ပါဘူးမိဘဆွေမျိုးနဲ့ဝင်းနေရတော့အားမြင်တာပို့တယ်အတော်လို့ရှိတာပဲကွယ်မခင်တို့ကိုတော့ရွှေမျိုးကြီးလို့သဘောထားတာပါမိဘဆိုတာသားသမီးကိုပြတ်နိုင်ရတာမှတ်လို့ဒီနေ့ပြန်ခေါ်မှာပေါ့တို့တခုလောက်ခင်နူးကိုကူညီပါလားယင်ပြောဘာလုပ်ပေးရမလဲအော်အိမ်မာရုံးကခင်နူးကအချို့အလိုကောင်းကောင်းတက်တယ်လေဒီတော့မိမို့ကိုအင်ကြီးကြီးကျေပြီးတက်ရအောင်ဆိုင်တဆိုင်နဲ့ဆက်ပြီးစမ်းပါလို့မလေးတထေးသမီးကကျေပြီးတက်မတဲ့တော့ဒီဘက်တင်စိတ်ပင်မရှာတယ်တော်ရဲ့ကျမကအိမ်မှာအလကားနေရင်တစ်ဖက်တစ်လမ်းကဝင်ငွေလေးလဲရအောင်တောင်တွေးမြောက်တွေးစိတ်ရှုပ်တာလေးလည်းပျောက်အောင်ပါကိုအိမ်အောင်နဲ့ကိုကြတော့လေဘဝအသိရှိလာတာပေါ့လေကောင်းပါတယ်အတော်နဲ့ခင်းတဲ့ဆိုင်တွေအများကြီးတူမနဲ့မိတ်ဆက်ပေးထားမယ်ကျေးဇူးပါပဲတော်ရဲ့ကဲရင်လေးတောက်ပါအောင်နော်လာပါကိုကြီးစောကျမမျောနေတာလေညီရလည်းဖုန်းဆက်ပြလို့လာတာဗောလာအခုတည်းကအာလဝကကြီးကဒေါသမကြည့်သေးဘူးလားမပြေသေးဘူးလေအဲ့ဒါကိုကြီးစော်လဲဝိုင်းမိနားချပေးပါဦးလို့တော့ကြကလေးတွေကကလေးကချီဖြစ်ကုန်မှစိုးရတယ်အခုသူတို့ဘယ်ရောက်နေလို့ချီရကိုပြောင်းနေတာအဲ့ဒါကျမထွက်ပြီးစုံငားနေတာပေါ့သမီးချစ်လုံးတော့လေအသေးကျွက်ခတ်လို့ဖြစ်နေတာပေါ့ဒါကြောင့်ခုနေအနာတက်တုံးဆေးချင်မတိုးနိုင်ဘူးဒါပေမဲ့ဦးเจ้าကျုပ်သိပါတယ်လေကိုရင်သွေးမပြောနဲ့တစိမ့်တုံမရက်ဆက်တာဘူးဒီကောင်းနေတော့ဘာပြောင်းလို့လာတာလဲဘာမှနားမထောင်ခြင်းဘူးဟုတ်ပါတယ်ဒေါသဆိုတာမိဒါစီလေအတိသားတယ်ဗျာအေးဒေါသဆိုတာမိဆိုတာတော့သူထမလောင်ဘူးလောင်အောင်ဖန်တီးလို့တောက်ရင်လည်းအကုန်လုံးကိုပုဆက်သွားတယ်မင်းနားလဲတယ်မလားနားလဲတာပေါ့ကွာဗျာနားလဲရင်မိဘဝင်းကရှောင်မှာမရှောင်ရင်မင်းပါလောင်သွားမယ်ဒါပဲတဲ့ဒီကတော့ကိုလို့သူထိုးတာချလိုက်ပါတော့ဓမ္မကြီးဘာဖြစ်လို့လဲနင်းကောင်းလို့လားဟလားဘာမှဖြစ်ပါဘူးမောင်ရင်ခင်ကြီးကောင်းပါတယ်ခင်လူကြီးကအခုတလောတမိုင်နဲ့ဘာများဖြစ်တယ်လဲလို့ပါမောင်နဲ့နေရတာစင်းစင်းရဲရဲဆိုတော့ဝန်နဲ့နေတာများလားနောင်တရနေပြီလားကွယ်အော်မောင်ကြီးခင်မောင်ဘယ်လိုဖြစ်တယ်ဆိုတာသိရတာနဲ့ကွယ်ဟုတ်ခင်လူဘာလို့များမတည့်တာစားမိလို့လဲကွယ်ရစားရနော်ဦးတော်ယူလိုက်မောင်ကလေလောကကြီးကြောင့်ဘာမှမသိသေးဘူးမတည့်တာစားမိလို့မဟုတ်ဘူးတော့ဒါဖြစ်ပါပြုကဲပြီဟာဘယ်ဆိုလို့တော့ဟိုဘာမအားမငယ်မောင်အရင်ကပို့ပြီးကြိုးစားโอ้ဒါကြောင့်ကို
ခွက်ကိုလူရင်ခွဲတောင်မခံဘူးဆိုတာမင်းမတာနားလဲလားဒါဟာနမူနာပဲရှိသေးတယ်ကိုလူကိုလေးလက်ဝင်နေငါမရလေးဆေးုံလာရလည်းမကောင်းရဲစခန်းလိုက်လာရလည်းမကောင်းငါအတွက်တော့ကမဖြစ်စေနဲ့လာပါကွာမင်းကောင်တတိမရှိပါကိုချင်းအပြစ်ကင်းတာအကောင်းဆုံးအလုပ်ဆိုတာတကယ်လုပ်ချင်မရှားပါဘူးဟာတေချာကြိုက်ထားစမ်းပါဟာနင်လောက်ကုန်နေတော့ငါသိကြပါသိမယ်။အော်ယူဟောတယ်မလောက်ပါနဲ့ဆိုပြောလို့မရဘူး။ဟာဒီမိမအပေါက်လားမတက်ရတဲ့တခုပင်ကမီးဒီစီအလုတ်သမားမှရှာလို့မရတယ်ဟာရှာလို့မရလဲနေအောင်ပေါ့ဘာဖြစ်လို့တော့ရင်ရုံးနေရတာလဲအလုံးမရှိကြောင်ရီချိုးပေးခြင်းနေတာပဲအိမ်အလုတ်ဆိုတာဒီလိုပဲကြမ်းဖန်ရှားဖို့လောက်ရတာကွာဦးလေးဒီနံတုတ်တဲ့အလုတ်သမားလို့လားကျွန်တော်တုတ်ပေးပြစီလက်ခါတော့ထုံးစံတိုင်းပေါ့ဦးလေးတုတ်နေတာပုံမကြပါမကြနဲ့အမလေးပုံမကြတာတဲ့လူမကြအောင်ဖျားတနေရတယ်ဟေးမင်းကရေနံတုတ်တဲ့အလုတ်သမားလားဩမြောက်ဥက္ကလာပါအောင်တောင်ဥက္ကလာပါအောင်ကျွန်တော်ကြီးတုတ်နေတာအမလေးမောင်မင်းသားရဲ့လူဆိုတုတ်စားမှာတော့ဘလောက်ပေးရအိုကြီးအိုမနဲ့လင်းကြပြီးကျိုးနေပါဖြစ်စေးဘူးကပက်တာမှာမဟုတ်ဘူးမင်းကလူစိုးရင်သားမှမဟုတ်ပဲပိုက်ဆံကုန်မှာစိုးရင်နဲ့မိမ့်ပါပဲကွာကဲမောင်ရင်ကိုအလုပ်အပ်ပြီဟုတ်ကဲ့ဟိုဦးလေးကျွန်တော်ပစိုးဟောင်းလေးတစ်စောတော့ဟာရမယ်ကျွမ်းကျင်တဲ့အလုပ်သမားဆိုတော့ညံသားပဲကွာဒါတော့အင်းတစ်လုံး2ရက်3ရက်တော့တုတ်ရတယ်ဘူးလားအေးမမြန်ကြီးတောင်းနေပါစီကွာစိတ်ဆက်ဆက်တာတုတ်ပေးပါဟုတ်လားအလုပ်တက်ကတော့စိတ်ချပါဘူးလေကဲဒီကျွန်တော်ရေလေးတော့ချိုးပြတယ်ဘူးလားဘာချိုးရတယ်ချိုးနိုင်တယ်လုတ်တကယ်လုတ်ချင်တဲ့လူအတွက်အလုံးမရှားပါဘူးကွာမဟုတ်ဘူးလားအဲ့ဒါကျွန်တော်ဝါတာပဲဦးလေးမနေ့ကအောင်ဆောလာမယ်မလားဟုတ်ကဲ့ခင်ဗျာဒီမှာသမီးစားတာပေါ့လားဟုတ်ကဲ့ခင်ဗျာဒီမှာလုံကြီးကျွန်တော်တောင်းပါဦးအေးတောင်းမယ်နော်ပုံပန်းကတော့ယုံစည်းကြီးလားမှားတယ်ဖြိုးပြပဲဘုံမတည်းဒီကနေ့တော့စောတာပဲဒီတော့လေကြီးသေးကင်းဘာလဲလို့ဒါကြီးဘာကြီးလဲအင်းကြီးတည်တက်နေတာပါမောင်ကလည်းအင်းကြီးတွေကများလိုက်လားခင်းတို့အင်းကြီးတွေဟုတ်ပါဘူးဘာလို့လဲပြောတော်ရေးဒီအတိဆိုင်ရာကူပါဆိုလို့ကူလုပ်ပေးနေတာလေအလကားအညောင်းမိကိုအကုန်လုံးပြန်မိလိုက်ကွာအလကားမဟုတ်ဘူးတော်ရေးအနည်းဆုံးဈေးဖို့ကမိတယ်သိလားဘာလဲမောင်လို့စားအားမကိုရလို့သူဒီလိုလုံနေတော့ကြာပြီချင်းနေကို့မှလည်းမပေါ်မနဲ့ဥစ္စာပြင်မနာမှမဟုတ်တာမောင်ရဲ့တယောက်တည်းအိမ်မှာနေအပြင်းလဲပြည်တယ်လေမဟုတ်ပါမှာဘာတွေပေးနေတာလဲဟာကျင်းနှံကြီးလက်တွေမှာလည်းပေးလို့ဘယ်လိုဖြစ်နေတာလဲမအောင်စားဟာဒီလူတွေတော်နောက်တဲ့လူတွေကြောက်ဆရာကြီးလက်ချက်ပေါ်ပတိเจ้าနဲ့ရင်းနှံကြီးနဲ့ဘာဆိုင်လို့လဲ
တချို့ပိုဆိုင်ကြရေနံထည့်သုံးရတယ်ခင်ဗျနားလည်းမလဲပဲနဲ့မခင်ပြည့်ရှင်ဘယ်သွားမလို့မေဦးညီတို့ရင်နာတုံးနေတာမြင်လို့ဝင်နေတာတို့ရင်လည်းတုတ်ချင်လို့ကိုရင်ဘယ်သွားကြရှိသေးလဲကားခဏလိုချင်လို့ပါခင်ဗျားဘယ်သွားမလို့လဲသမီးလေးကိုစနေနာကျင်လို့ပါမိုက်တဲ့ဟာကိုဒီတိုင်းပြစ်ထားလို့မဖြစ်သေးဘူးလေမိဘကုံကိုထိခိုက်မယ်သိခင်စိတ်တော်တဲ့ဟာဆေးဟာသေဘေးကိုကောက်ွယ်တယ်ကိုရဲဟာသွေးဟာစိတ်ဖြစ်ဖြစ်မင်းနားလဲသလားဘယ်တော့အခက်လေးတွေသွားပုံမလို့မတန်းကြည့်ဒီဝရပြန်လာလားကျမတို့ဟင်းချက်စရာအပြန်တက်မှဝင်ဝဲခဲ့ရမယ်အင်္ဂါဒီကကြောင်းစင်းတွင်းဝဲအစင်းလေးဖြစ်မှာဒီလိုဆိုတော့လည်းရေးရေးချိုးခိုင်းလိုက်ပေါ့မလားမြန်နေချိုးပြောနော်သူ့ကိုလည်းဝိုင်းခုလိုက်ပါအောင်ကွယ်ဟုတ်ကဲ့တော်မမအောင်လို့အိမ်ကလည်းမောတော်မကုန်တဲ့သေယူနေနေတောင်းနေပြီလားအေးကွယ်အလုပ်သမားရတော့တုတ်လိုက်ရတယ်ဘယ်ရလာလဲမခင်စိတ်ပတ်လေပေါ့မမအောင်ရဲ့ကိုစနေနာဒီစနေနာပေါ့ကိုဟောတော့ဒီသမီးလေးစိတ်နဲ့တကားလုံးဖြူတော့မှာပဲကဲလာကိုညောင်အကြောင်းလုံးပြီးတမျိုးတရာထွက်ပြေးကြတာနေမှာပေါ့ဟေးလူခမရကျုံတယ်မင်းမခေါ်လိုက်နေတော့ကဲဒီနဲ့ထပ်ပြုံးနေမှာကုန်ပြီတနေ့ကတငယ်လေးပါစကားပေါ်တက်သွားတာတွေ့လိုက်တယ်တဲ့ဒီမျိုးမှာပဲရှိရမယ်မိုက်ကြတာကိုတွေ့လေမခင်စိန်တို့ကပြန်သိမ်းရမှာပဲမင်းကလေးရှင်ကိုဒါကိုပဲကိုရင်အောင်ပြောနေရတာပေါ့မေးသွားလို့ပြောမေးသွားလို့ဟုတ်တော့ကြည်စမ်းပါဦးငါစိတ်ချမ်းသာအောင်လင်ညာပြောပြီးမရရတဲ့အလူလူကျွေးနေရှာတာပါဗျာအမြင့်ကြီးတက်ပြီးသက်ဆွန်စမ်းပြအမလေးဟောဗျာဘယ်လိုဖြစ်သွားတာလဲမသိဘူးအမလေးអော်ပြီးလဲသွားတာပဲလာကြပါဦးမျိုးလာကြပါဦးကလေးမပြပါဦးလုပ်ကြပါဦးခင်ဗျဒါကျွန်တော်မိမပါဗျာဒါကျွန်တော်မိမပါခင်ဗျအဒုက္ခပဲကြည့်လောက်ပါဦးဒီမှာခင်ဗျမေးပါလို့ဟေးမောင်ပတ်တိဘယ်လိုဖြစ်တာလဲခင်ဗျဖြစ်တာလေအမလေးခင်ဗျဒါကျမတို့ပါလေဟောဖြစ်မှဖြစ်ရလေတယ်ဟာမမအောင်မပေါ်မပိုင်းနဲ့ကြည့်လောက်သားမအောင်ခင်ဗျဟောဒီရလားဒီရလားသမီးယောက်ျားဖောင်ကြီးမိန်းမမီးနေဆိုတာကိုရင်ဟောလဲအပြီသားပဲကိုဝင်ဆောင်ညာတနေ့ကိုသင်္ချိုင်းမျက်စောင်းသုံးမှာထိုးရတယ်အခုပဲနားမှာမူးလဲတယ်ကမန်းကရန်ဆဲကောင်ကိုပို့ခဲ့ရတယ်ကျမတွေ့ပြီလို့ပေါ့သူဖာသာသူသေချင်လို့သူကျမသူဖန်တီးတာသေစမ်းပါစေကိုရင်ဟောဒီလိုလက်လွတ်ဆိုရင်စကားမပြောပါနဲ့ခဏရမိုက်တယ်ပဲထားအောင်ပြုစုမဆောက်ရှော့မှာမိဘတို့ဝတ္တရားရှိပါသေးတယ်ခင်စိန်ခင်တို့ကငါသမီးပါငါသမီးကငါဆုံးခံတယ်နေကဘာဖြစ်လို့ဝင်ပြီးပူးနေရတာလဲရှင်ခင်တို့ကတော့သမီးဟုတ်ပါသိရင်သိပြီနော်ဒါဖြင့်သူ့အမေမနှင်းနုသေခါနီးဆဲမှာကိုရင်ရောတာဝန်ယူလိုက်တာမေတ္တာသိမေတ္တာမှမဟုတ်ဘူးပေါ့ဒီကလေးမထင်ရအောင်
သက်မှာတော့နောက်အိမ်နောက်တော့မပြုတ်တော့ပါဘူးဆောတာလေသမီးလေးရှိပါတယ်လေကိုတက်တာအောင်နေပါကွယ်သမီးလေးကိုပေးပါသမီးလေးကိုဖွင့်ထားပြသမီးလေးကိုဆုံးရှုံးသွားလို့အမလေးသမီးလေးကိုပြစ်သွားပြီလားကျမရဲ့我这米来对，这说哪一点没比如话我你路耶？ဒီမှာကိုရင်ဟောငွေကြေးအပြည့်စုံသေဝအပြည့်စုံနဲ့ဆရာဝန်ပါရဂူကြီးတွေနဲ့အသက်ကိုလှူတာတောင်မှမနှင်းလူအသက်ကိုကဲလို့ရရလားဟင်အခုသမီးလေးမှာတောက်လျှောက်မဲ့လူကြီးသူမကလည်းမရှိငွေကြေးရလည်းဆင်းလောက်ဆင်းရဲမွေးဘူးဖောက်တာလည်းမဟုတ်ကိုရောဆိုးလို့လိုက်တယ်ဒုက္ခရောက်ရတော့မှလားလို့သူ့နေယောက်ျားလေးဆိုတာကမရသေးလို့ပူလာဆွေးလိုက်ရင်ခဏပဲပေါ့နောက်မိမ့်မှယူလိုက်ရင်မရဆိုတာရတာတော့မှသာငယ်ငယ်လေးတွေကဘလူတော့နဲ့မွေးလာတယ်သမီးလေးဆုံးရှုံးပါဆော့သမီးရဘာသာလဲသမီးရဟောသမီးလေးနုံနုံစားနေပြီတင်နေရော်မီလေးရော့မိခင်တို့တော့ဘယ်နို့ရေးမှအာဟာရမဖြစ်ပါဘူးကွယ်ငါသမီးလေးကန်ဆိုရှာတယ်နင်းနို့အမလေးမနင်းတို့ရဲ့အမလေးကြီးယောက်ျားသမီးနဲ့ပြန်ပြီးမာနာတွေကြီးနေတော့ခလေးလေးနဲ့ပြန်ပြီးမာနာတွေကြီးနေတယ်ညီသမီးနဲ့တရားတော်မဲ့တော့လာကြည့်နေပါအမလေးညီမသေးပဲသူရင်ပဲသွားရင်ဒီတော့ဒုက္ခမျိုးတွေတွေ့မှာမဟုတ်ဘူးကျက်ပြင်းမရှိပါမရှိနဲ့ငိုတော့ကျက်ပြင်းရောက်သွားဟုတ်လားလို့ငါတူမလေးမိခင်လူကန်စောတယ်နေတူမကိုနေခေါ်ကြတယ်ဆိုရင်သွားခေါ်သမင်းကျွေးမယ်ဆိတ်ကုမယ်ဒါပဲငါနဲ့လုံးဝမပတ်သက်စေနဲ့အမလေးသာရုကတော့ယောက်ျားမရထင်ကြောက်နေတွားစမ်းမောင်ပတ်တဲ့ထိုင်ကိုကြီးတော့ကိုရင်ကိုခေါ်ပေးပါဦးရပါတယ်သားသမီးနဲ့မိဘဂယုဏတော်ပြောအောင်ဆိုမယ်ပေါ့သမီးကလည်းဟိုတုန်းကလို့ဖေဖေပေါ်မှာຫນွယ်ဆိုးမဆိုးနဲ့တော့
ရင်ကတည်းကယူသည်လိမ့်လိမ့်မာမာနေရာတကာလိုက်ပြီနော်ကြားလားဟုတ်ကဲ့သမီးလိမ္မာပါမယ်ကိုအိမ်ရောက်လာတော့နောက်နေ့ပြရတော့လေဟာကိုသမီးလေးသိချမ်းသာပဲလုံးဝโอ้လာပါဗျာဒါတော့ဟောသမီးလာပြီကြောကြဆရာသမားမိဘကိုဘတော်အသောပနာမစေတနာကြောင့်အသက်ရှိခြင်းအချင်းလာမြတ်ပညာကြီးခြင်းနဲ့ပြည့်စုံကြပါစေဒီလင်းဒီများလဲဟိုအောင်မင်းအောင်ပေါင်းကြပါစေပြေးရှင်ပြေးပါဗျာကဲအဖေကြီးကလည်းကိုသားနဲ့သမီးကိုသူ့ပေးဦးမှာဗောဗျာလူကြီးဆိုတာလက်တလုံးတော့သိကြည့်ခိုက်တာပေါ့ကွယ်ငါတန်းငါသမီးများဘာမှအားမကြဘူးအောင်မလေးဒီလိုအလေးမမနဲ့လေ။အိုးရပါတယ်ကြည့်လောက်မလေးပါဘူး။ငါတူမလည်းအိမ်အောင်ကြလိုက်တာမိဖို့တဲ့ဝင်လာတော့တာပဲနော်။ဘဝဘေးအတိဆိုတာဒါမျိုးပေါ့ကြည့်ရဲ့။ဖေဖေကခုတည်းကခင်းနူးနဲ့မျက်နှာချင်းမဆိုင်တာတော့ဝင်းနေတဲ့ကြည့်ရဲ့။စိတ်မကောင်းမဖြစ်ပါနဲ့သမီးရဲ့ကိုသားသမီးပေါ်မှာဘလောက်စေတနာမေတ္တာထားတယ်ဆိုတာကိုရွေးကြုံလာတော့သမီးကိုယ်တိုင်သိလာပါလိမ့်မယ်ကွယ်လူကြီးဆိုတာသိဆိုးမပြေခင်တော့ဒီလိုပဲပေါ့ကွာကိုကလူငယ်ပဲအေးရောက်ကမှဆိုပြီးမဲကိုကလူသဘောထားကြိုးသေးလေးလားကြာဟုတ်ကဲ့ခင်ဗျကျွန်တော်ဘက်ကခါတော့မပြည့်စရာပါဆရာစိတ်ချအောင်ကိုကဒီလိုပဲကွာပိတ်စိတ်ကြီးတာဒါပေမဲ့ခလေးတွေကိုချစ်တတ်ပါလေအေးမင်းတို့လည်းပဲမကြခင်ရင်သွေးကလေးရတော့မှာပဲကွာသမီးချစ်မြေအနှစ်တည်းဗျမြေကလေးများရလာရင်ဒေါသရီရင်ပြိုသွားမှာပါကွာကျွန်တော်လည်းအဲ့ဒီအချိန်ကိုမျှော်လင့်နေပါတယ်ဆရာဒါပေါ့ကွာဒါပေါ့ဒီမင်းလည်းငါချီလာပြီးလေ့ကျင့်ဟုတ်ကဲ့ပညာကဘယ်တော့တိုးနေလေလေ့ကျင့်မှုကြက်လို့ရှိရင်မတိုးတက်နိုင်နော်တောက်ဆရာများခုနှစ်ရက်တောင်းနဲ့ကင်းရင်လက်ပြတ်တယ်ပတိပညာလည်းဒီတဘောပေါ့ကွာအမြဲလေ့ကျင့်နေရမှာမှတ်တာဟုတ်ကဲ့ဆရာလေးပါလေးများလဲတောက်လိုက်ပါအောင်ဆရာကြီးရဲ့ရှင်ကဒီပုံနဲ့ရှင်ချင်းနည်းနည်းဝါလာတယ်ပဲအာမမသိချင်မကောင်းတာဘာလို့လဲရတာပါစားမယ်ဟေးပါဦးဒီလိုဝါလာတယ်ပဲသမီးအနာနေနေလာလားနားတာဟမ်သူကလည်းကြောက်ပြန်လာတယ်ဒုက္ခဒီချိန်နာနေကြလာတော့မှာပါသမီးရဲ့
အထာရဆောင်မစီဘာပြချင်လဲ မောင်ဘတ်တင်လာပါတော့မတော်ကြတာပေါ့ကွယ် ခင်စိန်ကားနဲ့လိုက်ပေါ်လားဘသူစောင့်နေရတာတော့ဟုတ်ကဲ့ခွေရောမောင်ကြီးရဲ့ကားထုတ်ပါဟဲ့ဟုတ်ကဲ့သမီးရေအနာလေးပါသမီးရေဟုတ်ကဲ့ပြောပါအော်ဆေးရုံကလားကြီးလားခင်းမွေးဘူးခင်ဗျဟေးဟုတ်လားဘာလဲလေယောက်ျားလေးကြီးရေပြူယူဝင်းဝင်းဝါတူတူကြီးသူ့ဘိုးနဲ့ချွတ်ချွတ်ပဲဟုတ်လားအမလေးဝင်းပါလိုက်တာကွယ်လူကြီးကနေကောင်းတယ်မလားအေးငါတော့ပြောလိုက်အောင်မယ်နော်ကိုရောခင်းမွေးပြီးတဲ့ယောက်ျားလေးဒါဘာဖြစ်တယ်လဲဒီနာရီပိတ်ထူးနေပါလားဗျာဟုတ်တယ်တစ်ဖက်ရောမောဆရာမယ်လေဒီတော့ပြီကွာဒီနေ့မီးလိုက်ရညပဲပြီးခင်ဝေးတာဟုတ်လားအေးဒါပြင်စားဟာစားမြင်းများစားဖြစ်နေတယ်အဲ့ချင်းလို့အဲ့ဒီလေဝါဟဲ့ကောင်အဲ့လိုက်မလုပ်ပါနဲ့မောင်ရဲ့ဟိုအေးဝအောင်အိတ်စမ်းပါစီဒါမှအားရှိမှာကိုကြားဘူးလားတော့ဝိရဇကလေးဆိုတာများများငိုပေးမှအားရှိဆိုဟိုသူတဘောကောင်းနေတဲ့ဥစ္စာငိုအောင်မဲလုပ်ရတော့ဘူးငိုအောင်လုပ်တာတော့လွယ်ပါသေးမိရဲ့ကလေးကိုကြားဖို့သူ့ပေးထားလိုက်ပြီးရောမဟုတ်ကအဲ့ကောင်ကြီးကလေးကိုကစားပြများမှတ်နေကြသလားလင်မယားနဲ့အောင်ဒီမှာကြည့်အောင်ကြည့်ထိုးရလက်မလုံးပခုံးလက်နဲ့တက်ဆိုတာသိမှန်တာပဲနော်ပြီးပြီတိတိလေးရဲ့အဲ့ဒါပြောတာမို့ထိုးရလက်နှလုံးပခုံးလက်နဲ့တက်လူဖြစ်အောင်မွေးလှုပ်ကြရသည်သိပြီလားညီဖေကညီကိုဒီရွယ်မွေးခဲ့ရတာမင်းမသားမဟုတ်တဲ့ဖြစ်ဖြစ်ယောက်ျားကြီးတံမင်းနဲ့ခင်တို့ကိုမွေးခဲ့ရတာသိဒုက္ခများမှာပဲနော်တနာလိုက်တာသာဝနိုမိုမမေမိုပဘလက်သာဝနိုမိုမမေမိုပဘလက်အိုးသူနဲ့ဟုတ်ကိုဘယ်တော့မှသိရဖို့တည်းဘူဒီပတ်ကလေးအဖေပဲဖြစ်နေပြီကွယ်အမေရလဲမြန်ကြံခဲ့နော်ပြန်ခဲ့မှာဘောဆရာခေါ်လို့ကသွားတာ
ဒီကတသားကြီးနာကိုမခွာခြင်းလောကွာသားကြီးတော့စိတ်ကြီးတဲ့ဖိုးရည်လူလေးညောင်လို့တော့သွားတော့မယ်အိုးသားလေးသွားမယ်မရီသားလေးလည်းချေရမရီမယားလေးကိုလည်းချေရသိပူရမယ်ဟုတ်ပါလားဒါအတွက်ဘာလဲမင်းဟုတ်ပါဘူးဒါအတွက်လုံးမမင်းအတွက်ဘာလဲဒါအတွက်လုံးမမင်းအတွက်ဘာလဲမျက်နှာကြီးကတော့ဖုတ်ဖုတ်နဲ့တူဝေးသားပဲငါမောင်းသားရဲ့လက်ကောငါနဲ့တူလို့စိတ်ချီးတယ်ငါသားရဲ့ကြည့်ပါဖြစ်လို့ပြောလိုက်ပေါ့ကွာမင်းဟမ်မင်းဖုတ်ဖုတ်ချစ်စောလိုက်ပြန်ပြီချစ်စောလိုက်ပြန်ပြီသရဝသာမညတနာယာကမာယာသာဝရမေတ္တာကိုပြ၍လိန်ညာသရဝသာမညတနာယာကမာယာသာဝရမေတ္တာကိုပြ၍လိန်ညာသမီးကိုစိတ်ဆိုး၍ပြစ်တော်လဲမိကိုတိတ်တခိုးချစ်ရတဲ့စေတနာအကာကအချစ်အနှစ်ကမေတ္တာယမစုံတရားအလားတဏှာရာကခယုနာလူပြောရမြကိုမဝန္တာကြည့်ရှုနေရမုရိတာမုရိတာချစ်တာလဲပြီးခံမုန်းတာလဲပြီးခံဘယ်သူမှအပြစ်မရှာဥပ္ပခာချစ်လေတော့အကာကအချစ်အနှစ်ကမေတ္တာတတနဲ့ဆယ်ပဲရှိအောင်အနောက်မှာထိုင်လေသတ်တာပဲရှိပါဟဲ့ဟာတော့ဒီမှာပဲရှိနေကော်ဖီတဲ့မယ်ကော်ဖီဆိုတာထားလိုက်ဟုတ်ကဲ့爸爷，隔壁大娃，来吧来，来。ဘိုလင်များကားယူသွားကြသလားဟုတ်တယ်ကိုရင်ဟောပကြီးပြားပွဲသွားကြတာငါမှစီးသွားကြရှိတယ်သူ့သားတွေနဲ့လူသွားကြရမှာသူ့အိမ်ကိုဖုန်းဆက်တာလည်းခေါ်လို့မရဘူးအဲ့ဒါညီးသွားပြီးသားတွေကိုပြောငါဝင်ခေါ်ပါလို့မိုင်းဘေးငါ့ကိုကော်ဖီလာတိုက်လိုက်ပါ
ရောမရှိဘူး နှခမ်းမွေးခေါ်တဲ့သားရဲ့ဘာဖို့ဖို့တို့ရွေကြရဲ့ဒါမျိုးနှခမ်းမွေးပေါက်လာမှာပေါ့ တသားခိုင်ပြီ ခိုင်ကြည့်နားရခါသား ဘိုးတခိုင်ပြီအောင်မယ်လေ ဟမ်တော်ပြီသားနားရသားရဲ့သားမသိတပြရကစားကွာငါသားလေ ဟာတသားစင်ပြီးမယ်လေ ဆင်းစီမယ်ဆင်းစီကျင်ပြိဿအောင်ကွာအဲ့မှာမိုးမိုးဆိုတဲ့ဆင်းလေးရှိတယ်မင်းဖေလိုက်ဖို့ခိုင်းလေ ကိုကြီးကလောက်ရှိမယ် မင်းပြရတော့ကွာပူစရာမဟုတ်တာပူနေပြီကွာ တသားစင်ပြီးတသားစင်ပြီး ဩတော်ခက်တဲ့ကောင်လူကြီးဆင်းလို့သိကြရတယ်လို့ကွယ်ငါသားရဲ့ဖက်နဲ့လေဟုတ်ဗျာ တသားစင်ပြီးလေတသားစင်ပြီးလေဘိုး အာဟာငါသားလိမ္မာပါတယ်ဘုမမောယူပေးမယ်နော်သားဟောတကားလေးပဲပေးမယ်ဒီငါသားကိုဩခက်တော့နေပါပဲငါသားဖို့ရင်စိတ်မကြီးနဲ့ရဲခါမယ်နော်ဟောငါသားတဲ့ဇွဲကောင်းပါလားကွာပလိချွေးတွေပါလေကိုထွက်လို့ပါလားဟမ်ဒီစမော်လေးကပလိဒီသားချွေးတွေနဲ့တော့ပဲဇွဲကောင်းပါလားငါသားရဲ့ကဲဒီသားချွေးတွေလေကြီးလားဒီသားကဲကျွန်တော်ရှုံးပေးပါပြီခင်ဗျာကျွန်တော်ရှုံးပေးပါပြီနော်ကဲမဟုတ်ပါနဲ့ရောဟောလိုက်ဟာဒါဆင်းနှမောင်းလို့ရမယ်လေသားဆင်းဆိုတာနှမောင်းရှိရတယ်ငါသားရဲ့ကြောက်ခိုင်းတာဘာနောက်နဲ့သုတ်သားအာဘာပြကဲကြည့်တော့သားဟောတော့ဖြစ်တော့မယ်ဘယ်နှမိုင်းစလိုက်တော့ဟာပေါ့ကွာဟောကြည့်လေဟောမိုင်းသိသားသားဟောသူ့ဘဝကမပေါ်လာတယ်啊，几个，几，我得一大米。我得。我的明年对嘛别看嘞，明天别了，嘿，你那搞过。要不说是有大米没呢？他不管，那么大米谁嘛不？ဒီနေ့ကစပြီးတော့တရားထိုင်ပတိစိတ်တရားဘာဝနာနဲ့မွေ့လျော်ဖို့တာမင်းပြင်